လူတွေစိတ်ဓာတ်အကျဆုံးဟာဘယ်ချိန်လဲလို့ဘုရားချိန်ခင်သူတော်စင်ပြိဿတ်တို့သိဖို့လိုတယ်နော်လူတိုင်းနောက်ဆုံးကြုံရမယ့်တနေ့သောအချိန်ဆိုတာဘာအချိန်လဲသေကံဤအချိန်ပေါ့ဟုတ်ကဲ့လားလူတိုင်းဟာမရှောင်လွဲနိုင်ဘူးတနေ့ကျတော့ကြုံတွေ့ရမယ်ဆိုတဲ့နောက်ဆုံးအချိန်မှာစိတ်ဓာတ်အားအငယ်ဆုံးပဲစိတ်ဓာတ်အကျဆုံးပဲလို့ဆိုလို့အဲ့ဒီအချိန်မှာဘာလုပ်တင်တယ်လဲကြံတဲ့လူတွေကနော်လှုပ်တင်လှုပ်ထိုက်တာဘာလုပ်တင်တယ်လဲခုခေတ်ရောဘာတွေလုပ်နေကြမလဲဒါကိုလေးလာသုံးသပ်ပြီးတော့ကြည့်ဖို့ကိုလုပ်တဲ့အလုပ်တွေကမှန်ကန်မှုရှိရလားခုခေတ်လုပ်နေကြတဲ့လူတွေကမှန်ကန်မှုရှိရလားအားပေးစကားပြောတာရောဟုတ်ကဲ့လားအားပေးစကားပြောတာမျိုးမဟုတ်ဘဲနဲ့ခြောက်တွန်းချတာမျိုးတွေရောဖြစ်မနေဘူးလားလို့စဉ်းစားဆင်ခြင်သင့်တယ်နော်မစဉ်းစားမဆင်ခြင်မဲနဲ့လှုပ်တဲ့လှုပ်ရမှန်သမျှဟာကောင်းကျိုးချမ်းသာကိုမပေးတတ်ဘူးအရာရာဟာပညာနဲ့ဆင်ခြင်ပြီးတော့မှလှုပ်တဲ့လှုပ်ထိုက်တယ်တဲ့မြတ်စွာဘုရားကမဟာနာမလို့ခေါ်တဲ့တိုင်ကဝေမင်းမဟာနာမဆိုတဲ့တိုင်ကဝေမင်းဟာမြတ်စွာဘုရားနဲ့ညီကိုတဝမ်းခွဲတော်တယ်ရှင်နုရုဒ္ဓမထေရမြတ်နဲ့ညီကိုအရင်တော်တယ်အဲ့ဒီမဟာနာမတိုင်ကဝေမင်းကြီးဟာသုဒ္ဓရဏမင်းကြီးတို့ဗတ္တိယမင်းတို့မရှိတဲ့နောက်မှာကပိလဝမြို့ကိုအုပ်ချုပ်နေတဲ့နောက်ဆုံးမင်းလို့ပြောကောင်းပြောရမှာပေါ့နော်အဲ့ဒီမဟာနာမမင်းဟာသာသနာတော်အဆင့်တန်းနဲ့ပြောမယ်ဆိုလို့ရှိရင်သောတာပန်အဆင့်သောတာပန်အဆင့်ကနေတက်ပြီးနောက်သဂရဂံအဆင့်သဂရဂံအဆင့်နဲ့တန်းကုန်သွားဘဝတတ္တမှာသဂရဂံအဆင့်အနေနဲ့တိုင်းပြည်အုပ်ချုပ်မင်းလုပ်ပြီးနောက်ဆုံးကြတော့ဝိတတုပကကျူးကျော်တိုက်ခိုက်တဲ့တာဂဝေမင်းတွေအပြတ်ချေမုံရေးစစ်ပွဲမှာမာနမမင်းကြီးဟာဖမ်းခံရတယ်ဆိုတော့လေဝိတတုပကသူ့ရဲ့မြီးတော်နေသည့်အတွက်ကြောင့်ကောင်းအောင်မွန်ထားတာသို့တော်လေတိတ်တဆိတ်စားတဲ့ပေထဲမှာဆိုရင်တိတ်တဆိတ်သူ့သဘင်ကိုသူစတုံးထုံးပြီးတော့ခြေမကြားမှာညှပ်ပြီးတော့ရေထဲမှာငုတ်လျိုးသွားတယ်လို့ဒီနေရာမှာလဲစဉ်းစားစရာကောင်းတာက तू ကတက္ကရာကံလို့လဲဆိုသေးတယ်ရေထဲမှာနှစ်ပြုတ်ပြီးကိုအသေးတတ်တယ်ဆိုတော့စူးစိုက်လောက်တာဆိုမဖြစ်နိုင်ဘူးလို့ထင်တယ်အဲ့ဒီဟာကနော်သောတာပန်ပုဂ္ဂိုလ်တောင်ကိုလုံးကြံတတ်ဖြတ်တာမျိုးဆိုမလုပ်တော့ဘူးလေအဲ့တော့မဟာနာမမင်းကြီးကသူ့ကိုယ်သူတေချောင်းကြံသွားတယ်ဆိုတာဟုတ်ချင်မှဟုတ်မှာပေါ့ရေကန်ထဲမှာဆင်းချိုရင်သူ့ရဲ့သီလတကူအစွမ်းတကူတွေကြောင့်သူ့ကိုကြည်ညိုကြတဲ့လူသားမဟုတ်တဲ့ရေကန်ဆောင်နတ်တွေနဂါးတွေကနေပြီးတော့စာထဲမှာပါတာဆိုရင်နဂါးတွေကနဂါးပြေမှာခေါ်သွားပြီးတော့အဲ့ဒီမှာ12နှစ်ကြာနေထိုင်တယ်လို့ဒီလိုပြောတယ်နော်အဲ့ဒီလိုခေါ်သွားတာဖြစ်တော့တယ်ရေကန်ထဲမှာဆင်းပြီးတော့ရေချိုးရင်းကနေပြီးတော့ရှာလို့မရအောင်ပျောက်ဆုံးသွားတယ်ဟောအဲ့ဒီမဟာနာမမင်းကြီးနဲ့ပတ်သက်တဲ့သုတ်တန်တွေကဘုန်းကြီးတို့စာပေကျမ်းဂန်မှာတော်တော်များများရှိတယ်အဲ့ဒီနေရာမှာမြတ်စွာဘုရားကဘာအဆုံးမပေးထားလဲလို့ဆိုလို့ရှိရင်စဉ်းစားဉာဏ်ရှိတဲ့အမျိုးသားအမျိုးသမီးအမျိုးသားဥပဒကတယောက်ဒီမှာအမျိုးသမီးဥပဒိကမှာလည်းပါတယ်စဉ်းစားဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဟာတဲ့စဉ်းစားဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တယောက်ကိုနေမကောင်းထိုင်မသာဖြစ်လို့အသက်အန္တရာယ်ဆိုရင်ရောက်တော့တဲ့အချိန်ခါမျိုးမှာအားပေးစကားပြောရမယ်ဆုံးမစကားပြောရမယ်ပြောတယ်နော်အဲ့ဒီအချိန်မှာစိတ်ဓာတ်အကျဆုံးအားငယ်ဆုံးဖြစ်တတ်သည့်အတွက်ကြောင့်ဒီအချိန်မှာအားပေးစကားပြောဖို့ဒါလူတိုင်းဟာဒီနေ့ဟာမကြုံတွေ့ပဲနဲ့နေလို့မရဘူးကြုံတွေ့မှာပဲနော်လူတိုင်းဘယ်ကိုသွားနေတာတုံးဆိုရင်မွေးလာတဲ့အချိန်ကနေစပြီးဘယ်ကိုသွားတာတုံးဆိုအိုခြင်းဘက်ကိုသွားနေတာအိုခြင်းကနေဘယ်ကိုသွားတာတုံးဆိုနာခြင်းကိုသွားနေတာနာခြင်းကဘယ်ကိုသွားတာတုံးဆိုရင်တေခြင်းကိုသွားတာဒါကြောက်စရာစကားမဟုတ်ဘူးတ
ချို့ကပြောရင်သေစကားပြောရင်မင်္ဂလာမရှိဘူးလို့နမိတ်မရှိဘူးလို့ထင်မသေးမှကြားအနာပဲနော်လွတ်ရင်တော့လည်းပြောကောင်းတာပေါ့ဘယ်သူမှလွတ်တာမှမဟုတ်ပဲနဲ့ဟုတ်တယ်မလားကိုယ်ပဲသွားနေတာတော့ဆိုတာသိဖို့မလိုဘူးလားမသိတာကတော့အဲ့ဒါပညာမဲ့လွန်အားကြည့်တာပေါ့ကိုယ်ပဲသွားနေတယ်ဆိုတာသိရမှာပေါ့လူတွေကပြောကြတယ်ဘယ်မှမသွားဘူးအိမ်မှာနေတာသို့တော့အိမ်နေရင်အသက်ကကြီးမသွားဘူးလားကြီးသွားနေတော့ဘယ်သွားနေတယ်လို့ထင်တယ်အိုရက်စီသွားနေအိုရက်စီကနေပြီးတော့နာရက်စီမရောက်ဘူးလားနာရက်စီကနေဘယ်ရောက်သွားတော့နော်ဆရာတော်ကြီးတို့ကတရားကမ္မထာနှလုံးသွင်းနိုင်လိုက်သွင်းခိုင်းတယ်လို့ပဲခံနိုင်ရင်ခံမခံနိုင်ရင်သေဆိုတာဟုတ်ကဲ့လားအိုခြင်းဆင်းရဲနာခြင်းဆင်းရဲကိုခံနိုင်တဲ့အခြေအနေရှိတဲ့ချိန်မှာခံနေပြီးတော့မခံနိုင်တဲ့အချိန်ကျသေသွားတာပေါ့အဲ့သေခြင်းဆင်းရဲနဲ့လူဘဝတစ်ခုကအဆုံးသတ်ကြမြတ်စွာဘုရားလည်းဒီလိုပဲဆုံးသတ်တယ်ရှင်သာရိပုတ္တရာရှမောက္ကလန်တို့လည်းဒီလိုပဲဆုံးသတ်တယ်သို့တော့အဆုံးသတ်ကလေးကောင်းအောင်လုပ်ပေးလို့ရပါတယ်လူတွေဟာအဆုံးသတ်ကောင်းဖို့အတွက်အသေးကောင်းဖို့အတွက်အနေကောင်းဖို့ဆိုတာလည်းလိုအပ်တယ်လို့ဒီလိုပြောကြတယ်နော်သို့တယ်လူရဲ့စိတ်ဓာတ်ဆိုတာကနောက်ဆုံးအချိန်ရောက်လို့ရှိရင်အားငယ်တတ်တယ်တဲ့အဲ့ဒါလို့အားငယ်လာလို့ရှိရင်အားပေးစကားပြောရမယ်ဆုံးမစကားပြောရမယ်အခုတချို့တိုးတက်တဲ့နိုင်ငံကြီးတွေမှာဆေးရုံတွေမှာဘာတွေထားတော့လို့ဆိုလို့ရှိရင်ဘာသာရေးဆိုင်ရာအားပေးစကားပြောမဲ့ပုံကိုယ်တွေကိုခန့်ထားလို့ရှိတယ်အခုအင်္ဂလန်တို့မှာဆိုရင်အဲ့ဒီယာဓုခန့်ထားတာရှိဆေးရုံကြီးတွေဗုဒ္ဓဘာသာဝင်တွေအတွက်ဘုန်းကြီးတစ်ပါးခန့်ထားတယ်ခရစ်ယာန်ဘာသာဝင်တွေအတွက်ခရစ်ယာန်တရားဟောဆရာဝန်အစ္စလမ်ဘာသာဝင်တွေအတွက်အစ္စလမ်ဟောပြောမဲ့ပုဂ္ဂိုလ်ဒီလိုဆိုင်ရာဘာသာစကားအရာဘာသာတရားအရာအားပေးစကားပြောဖို့ခန့်ထားတာချက်ပလင်လို့ခေါ်ပြီးတော့ခန့်ထားတာလေးရှိတယ်။ဘာဖြစ်လို့လဲဆိုရင်လူတိုင်းသေကံကြီးရောက်တဲ့အခါကျတော့စိတ်ဓာတ်တွေကြပြီးတော့မသွားရအောင်တက်တာနဲ့ကိုယ်ဘာသာတရားကိုအာယုံပြုပြီးသိနိုင်အောင်လို့ပေါ့နော်။အဲ့ဒါလို့လှုပ်တာကိုလည်းပဲလက်ခံတဲ့လူလက်မခံတဲ့လူရှိတယ်။လက်မခံတဲ့လူကဘယ်လိုတုံးဆိုလို့ရှိရင်ကိုလိန်တဲ့လူနဲ့ပတ်ဝန်းကျင်ကိုလိန်တဲ့လူတွေကဒီများကိုလိန်တာတဲ့ကိုလိန်တာလည်းပို့ဆိုးတယ်ဟုတ်ကဲ့လားဗမာပြည်မှာတော်တော်များများနေမကောင်းပြီဆိုလို့ရှိရင်နေမကောင်းတဲ့ပုဂ္ဂိုလ်ကိုအတိပေးတာနဲတယ်ဘာယောဂလဲဥပမာပဲဆရာဝန်ကယောဂတက်လိုက်အဲ့တက်လိုက်လို့ရှိရင်ဒီယောဂကိုလူနာယောဂတဲ့မသိအောင်လို့ဖုံးထားကြလိန်ထားကြတယ်ပေါ့လိန်နာကောင်းလားမကောင်းလားစေရနာကတော့သူကသိရင်စိတ်ဆင်းရဲလိမ့်မယ်ဆိုတဲ့စေရနာပါနော်လိန်နာဆိုတာဒီပြင်ကိစ္စတွေလည်းလိန်ကြတာပဲလေသားသမီးတွေကအမေမသိစေနဲ့အဖေမသိစေနဲ့များမလားဘူးလားအဲ့ဒါမျိုးတွေအမြဲတမ်းအသက်ကြီးလာပြီဆိုရင်အလိန်ခံနေရပြီလို့သာအောက်မေ့နော်ကိုလည်လာပြီလို့မအောင်မေ့နဲ့လူငယ်တွေရဲ့အလိန်ကိုအမြဲခံနေရတယ်လို့ပဲအောက်မေ့ပြီတော့ဘာပဲဖြစ်ဖြစ်တဦးတယောက်ကတဦးတယောက်ကိုလိန်တာကိုလိန်တယ်လို့ယူဆကြပြီလေကိုလိန်တာပို့ဆိုဟုတ်ကဲ့လားကိုမလိန်မိဖို့အမတန်မှအရေးကြီးတယ်အမှန်တိုင်းသိရမယ်ဒါဒီကိစ္စမျိုးဆိုတာစဉ်းစားထားဆရာဝန်စီသွား medical check up လုပ်ယောဂရှိတယ်လို့ယောဂအမယ်တက်လိုက်မှတချို့သိကြောက်တယ်မသိချင်ဘူးဆိုတော့ကိုလိန်ထားတာပဲဟုတ်တယ်မဟုတ်လားသိတာမသိတာနဲ့ယောဂဖြစ်တာမဖြစ်တာနဲ့ဆိုင်ရလားမဆိုင်ပါဘူးမသိတော့မကြောက်ရဘူးပေါ့လေမျက်ကန်းတစ်စိမကြောက်တဲ့အကြောင်းမျိုးပဲသိတဲ့အခါကျတော့ယောဂဆိုတာကုစားရင်ချမ်းသာတွေမရနိုင်ဘူးလားကျမ်းမာလာဖို့အတွက်ကိုယ်မှဒီယောဂရှိတယ်လို့သိလာလို့ရှိရင်ထိုယောဂအတွက်စေဝတ္တစာနဲ့ကုမမယ်တရားဓမ္မတွေကြိုးစားအထောက်မယ်ဒီလိုရောမဖြစ်နိုင်ဘူးလား
တကယ်အဲ့ဒါလို့ဖြစ်ရမှာနော်စကိုင်းဘက်မှာဆိုဆရာဝန်ကြီးတယောက်ဖြစ်တာကအသက်ကင်ဆာသို့တော့အိမ်သူအိမ်သားတွေကလိန်ထားတဲ့အသက်60လို့ပဲတလို့ပဲပြောတယ်အသက်60ဆိုရင်တော်နဲ့မသေးသေးဘူးပေါ့အသက်ကင်ဆာဆိုရင်မျောလင်းချက်မရှိဘူးပေါ့တလို့အသိပေါ့နော်အဲ့ဒါလို့လိန်ထားပြီးတော့နေရင်ကနေပြီးတော့ယောဂအခြေအနေကပို့ဆိုးလာနောက်ဆုံးအချိန်ရောက်လာတဲ့အခါကျတော့မှသူကလည်းသူကိုယ်တိုင်ကလည်းဆရာဝန်ဆိုတော့သိတာပေါ့ပြီးတော့အဲ့ဒီကျမှပါပြောတော့ဆိုကျုပ်ပြာမသေးခြင်းသေးဘူးဘာမှလည်းမလုပ်ရသေးဘူးအစောဆုံးကသိထားပဲဆိုလို့ရှိရင်ဒီယောဂကဘလောက်နဲ့အသက်တန်းကဘလောက်ပဲကြံတော့တယ်ဆိုရင်သိထားရင်ပြင်ဆင်မှုမလုပ်နိုင်ဘူးလားလုံနိုင်တဲ့အခွင့်အရေးတွေဆုံးရှုံးသွားတယ်လုံနိုင်တဲ့အခွင့်အရေးတွေဆုံးရှုံးသွားတယ်အဲ့တော့ medical check up လုပ်လို့ diagnose ထဲမှာယောဂရှိတယ်လို့ဆိုရင်လည်းဝမ်းမနေနဲ့ယောဂမရှိဘူးဆိုလို့လည်းမပြောနဲ့ယောဂမရှိဘူးဆိုလဲတနေ့သိမှာပဲယောဂရှိတယ်ဆိုတဲ့လူလည်းသိမှာပဲတခါတလေယောဂမရှိဘူးဆိုတဲ့လူကတော့အရင်သိချင်းသိတတ်တယ်မဟုတ်ဘူးလားအဲ့တော့ဘာပဲဖြစ်ဖြစ်လူဝရလာရင်နောက်ဆုံးကသိချင်းနဲ့အဆုံးသတ်ရတယ်ဆိုတာသိထားသည်အတွက်ကြောင့်မသိခင်ကိုဘာတွေလုပ်နေတင်တယ်လဲမစင်စားသင့်ဘူးလားစဉ်းစားသင့်တယ်ဒီတိုင်းမနေသင့်ဘူးလူဆိုတာတနေ့သေးမှာကြီးလည်းသေးတာပဲငယ်လည်းသေးတာပဲမြတ်စွာဘုရားဟောထားတယ်လေယဟရာသမဟန္တာစယေဘာလာယေစပန္တိတာသဗ္ဗေမစ္စုဝတ္တယန္တိတဲ့ဒဟရာစငယ်ငယ်လည်းသေးတာပဲတဲ့မဟန္တာစအသက်ကြီးမှလည်းသေးတာပဲတဲ့ယေဘာလာယေစပန္တိတာမသိနားမလဲတဲ့လူလည်းသေးတာပဲတဲ့ပညာတတ်တဲ့လူလည်းသေးတာပဲတဲ့မသေးတဲ့လူရှိလားမရှိဘူးဆိုတော့သိထားပြီးတဲ့နောက်မှာကိုဘာလုပ်တဲ့လဲကြောက်နေဖို့မဟုတ်ဘူးเนาะရင်ဆိုင်ရဲဖို့ဒီရင်တရားကကြောက်ဖို့မဟုတ်ဘူးရင်ဆိုင်ရဲဖို့ပဲမှန်မှန်ကန်ကန်နဲ့ရင်ဆိုင်ရဲရမယ်ဒီလိုဆိုလို့လားဘုန်းကြီးတို့ဂျာမနီသွားတော့ကအပြန်မှာလေမြန်ပေါ်မှာ Reader's Digest magazine တစ်စောင်တွေ့တာလေမြန်ပေါ်မှာခဏဖတ်တော့ဘသူရဲ့အကြောင်းရေးထားတော့ဆိုအရင်တော့ကအမေရိကန်သမ္မတလောက်သွားတဲ့သမ္မတကနေဒီရဲ့ဇနီးချက်ကလင်းကနေဒီရဲ့နောက်ဆုံးနေ့အကြောင်းရေးထားတာရှိတယ်သူကနယူးယောက်မှာချက်ကလင်းကနေဒီဆိုတဲ့သမ္မတကတော့သက်60လောက်ရှိတဲ့အခါမှာသူယောဂရဆေးရုံတက်ပြီးဆေးကုတဲ့အခါကျတော့ဆရာဝန်တွေက diagnose မှာဖော်ပြလိုက်တယ်ဘာဖြစ်တယ်ကင်ဆာယောဂကင်ဆာယောဂဆိုတာ incurable ကုလို့မရဘူးပေါ့ကင်ဆာဆဲလေးတွေကပြန့်နှံ့နေတဲ့အတွက်ကြောင့်ကုလို့မရဘူး incurable ကုမရတဲ့ယောဂမျိုးဖြစ်နေပြီဆိုသူသိတဲ့အခါကျသူဘုရားဘာသာမဟုတ်ဘူးမဟုတ်ပေမဲ့လို့စိတ်မချအောင်သူ့မှာထိန်းတဲ့နိလန်းတော့ရှိနေတယ်ဟုတ်ကဲ့လားသူ့မှာအားကိုးရှိတယ်ဘာအားကိုးလို့ဆိုသူခရစ်ယာန်ဆိုတော့ခရစ်ယာန် God အားကိုးမှာပေါ့နော်စိတ်တည်ငြိမ်မှုလေးကိုပြောပြတာပါအိမ်ပြန်လာခဲ့တယ်အိမ်ပြန်လာပြီးဘာလို့တော့ဆိုတတရရတန်တန်ရှင်းရှင်းအဝတ်စားစိတ်တွေနဲ့လဲပမာလို့ဆိုဖီးလိန်ပေါ့နော်အဲ့ရခင်နေချာနာနာပြင်ဆင်သူ့အိမ်တန်တန်ရှင်းရှင်းအကုန်လို့သူ့ပစ္စည်းတွေခွဲပေးတဲ့လူတွေပေးလှုပ်တင်တာတွေလှုပ်ဒါနလှုပ်တင်တာတွေလှုပ်အဲ့လိုလှုပ်ပြီးသူကစိတ်ချမ်းသာကိုယ်ချမ်းသာနဲ့အိမ်ပြန်ပြီးတော့အေးအေးဆေးဆေးအနားယူတဲ့သဘောမျိုးသူတည်သွားရင်မလုပ်ရမယ်ဆိုတဲ့ဆန္ဒတွေဖော်ပြပြီးဒီလိုနေတာတစ်ပတ်လောက်နေတော့သူအဲ့ရပုံမှာပဲဆုံးသွားတယ်ကဲသူ့အနေထားလေးကဘလောက်ကောင်းဟုတ်ကဲ့ရဲဝံ့ရင်ဆိုင်သွားတယ်လို့ပြောအဲ့ဒီနေရာလေးမှာစဉ်းစားဖို့အရေးကြီးတာကလည်းဘာတော့ဆိုလို့ရှိရင်သူအားကိုးတဲ့ God ဆိုတာတကယ်အားကိုးရရောက်ရလားဒါပဲဒီတစ်ချက်ပဲစဉ်းစားကြရချင်းတခါတလေကျတော့ကိုကတော့အားကိုးတယ်လေလူတွေကြည့်လေသားကိုအားကိုးရမလားလို့ဆိုပြီးတော့ဂရုစိုက်တာအသက်ကြီးတော့သားကိုထော်လောကလန့်လုပ်တဲ့သားဖြစ်မဖြစ်ဘူးလားမရှိဘူးလားသမီးကိုအားကိုးရမယ်ထင်ပြီးတော့သမီးလေးဂရုစိုက်ပြီးတော့မွေးထားတယ်အသက်ကြီးတဲ့အခါကျကိုယ့်ရံသူဖြစ်နေတာမရှိဘူးလား
ရှိတယ်တကယ်အားကိုးရမယ်လို့ထင်ပေမဲ့လို့အားကိုးရဖြစ်ချင်မှဖြစ်တယ်ပေါ့အဲ့လိုတော့ရှိနိုင်တယ်ပေါ့အဲ့တော့တခြားဘာသာဝင်တွေအနေနဲ့သူတို့စာပေကျမ်းဂန်သူတို့ဘာသာတရားအရာဒါကိုအားကိုးရမယ်လို့သူတို့ထင်ကောင်းထင်တယ်သို့သောစိတ်ကောင်းနှလုံးကောင်းထားမယ်ကိုယ်ကျင်တရားကောင်းမယ်ဆိုရင်ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ်ကောင်းရတုဂတိရောက်ဖို့ရတော့မခဲရင်ကံကံရဲ့အကျိုးကိုလက်ခံယုံကြည်ပြီးကောင်းတာလုပ်ရင်ကောင်းတာဖြစ်တယ်ဆိုတဲ့အများကိုကူညီခြင်းနဲ့စိတ်အများရဲ့အကျိုးကိုလိုလားတဲ့မေတ္တာစိတ်ရှိရင်ဘယ်ပုဂ္ဂိုလ်မျိုးပဲရှိရှိဘယ်ဘာသာဝင်ပဲရှိရှိဘာသာနဲ့မဆိုင်ဘူးအဲ့ဒါကြောင့်စိတ်ကောင်းနှလုံးကောင်းရှိတဲ့ပုဂ္ဂိုလ်ထိုစိတ်ကောင်းနှလုံးကောင်းကကောင်းတဲ့ဘဝကိုပို့ပေးမှာခေါ်ကဲ့တင်တာတော့မဟုတ်ဘူးပေါ့ဟုတ်ကဲ့လားဘုရားဘာသာလည်းစိတ်ကောင်းနှလုံးကောင်းရှိတယ်ဆိုရင်ထိုစိတ်ကောင်းနှလုံးကောင်းလေးကကဲ့တင်မှာဘုရားကဲ့တင်တာမဟုတ်ဘူးသို့တော့ဘုရားကဒီလိုထားမယ်လို့သင်ကြားပေးထားတယ်ဆုံးမဩဝါဒပေးထားတယ်ပေါ့အေးကောင်းပြီအဲ့ဒီသမထကတော်ကြီးဟာအေးချမ်းချမ်းနဲ့ကြောက်ကြောက်လန့်လန့်မဖြစ်ဘဲနဲ့တည်ခြင်းတရားကိုရင်ဆိုင်သွားတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးအဲ့ဒီမှာရေးသားထားတာဖတ်ရတော့ဒါလည်းအတူယူစရာပဲလို့နော်ဗမာပြည်မှာဟိုးအထက်ကမော်လိုက်မှာဒကမာကြီးတယောက်သူကတရားအမတန်အားထုတ်တယ်သူလည်းဒီလိုယောဂဖြစ်တယ်ယောဂဖြစ်တော့သူယောဂကိုသူကရှုမှတ်ပြီးတော့ယောဂဓာတ်ကိုချိန်မိတ်ပြီးတော့ခံတကူလုံးကြီးလည်းဖောရောင်ပြီးတော့အရေးတွေတောင်ထွက်ပြီးပေါက်ကွဲနေတယ်လို့ပြောတယ်အဲ့ဒါကိုပဲသူတရားရှုမှတ်နေတယ်ဆရာဝန်တွေခေါ်ဆေးကုသူ့ကိုပြောတယ်သူကသူအေးအေးဆေးဆေးနေပါရစေမကုပါနဲ့ဒီလိုတရားရှုမှတ်ရင်းနဲ့သိခြင်းတရားကိုရင်ဆိုင်သွားတယ်ဆိုတာအဲ့ဒီတက္ကမကြီးကိုကုပေးတဲ့ဆရာဝန်တယောက်ကပြောဘူးတယ်စိတ်တည်တည်ငြိမ်ငြိမ်နဲ့မငြီးမညူပဲနဲ့ယောဂါကိုခံပြီးတော့နောက်ဆုံးနေ့ကိုကြုံသွားတယ်ပေါ့နော်အဲ့တော့လူတွေဟာအနေတက်ဖို့လိုတယ်လို့ပဲအသေးတက်ဖို့လည်းလိုသေးတယ်တဲ့ဒါကြောင့်မို့မြတ်စွာဘုရားကဒီသုတ်တံမှာဘာဟောထားတော့ဆိုအေးနေမကောင်းထိုင်မသာဖြစ်ပြီးတော့ယောဂဝေဒနာဖြစ်နေတဲ့ပုဂ္ဂိုလ်တယောက်ကိုတဲ့ပညာရှိတဲ့ပုဂ္ဂိုလ်တယောက်ကိုပညာရှိတဲ့မိတ်ဆွေတယောက်ကအားပေးစကားပြောတဲ့နဲ့လို့တည်းဟောထားတယ်အကျိုးရှိလို့ပြောတယ်အားပေးစကားပြောရမှာတချို့ကြတော့ဘုန်းကြီးပင့်ပြီးတော့ပရိရွတ်တာတော့ငါ့ကိုသေမှထင်လို့ပရိရွတ်တာလားလို့ဆိုပြီးတော့လူကမကြိုက်ဘူးဟုတ်ကဲ့လားအဲ့ဒါကိုယ့်ကိုယ်လိန်နေတာမဟုတ်ဘူးလားအဲ့ဒါလိုလိန်တာမျိုးကသူများလိန်တာမကောင်းတယ်လို့ကိုယ့်ကိုယ်လိန်ရင်လည်းမကောင်းဘူးနော်အမျိုးစုံလုံးလေးရှိကြတယ်မြတ်စွာဘုရားကအားပေးစကားပြောရမယ်တဲ့ဗမာပြည်မှာတော့တချို့ကအားပေးစကားမပြောဘဲနဲ့ဘာပြောတော့ဆိုသင်ငယ်စောနဲ့မျောနေတဲ့လူဘာသာအုပ်ဘယ်နှထားခဲ့တော့မေးတဲ့လူကမလို့လက်ကောက်တို့စိတ်ငကတ်တို့ဘယ်နှထားတော့တည်တဲ့လူချောင်းမမလားအဲ့လိုမေးဘုန်းကြီးတွေလည်းပြန်တော်မူကန်လေးဆိုရင်အဲ့ဒီကျောင်းကိုဘသူအခက်မှာတော့လာသေးတာဟုတ်ကဲ့လားအဲ့ဒါအားပေးစကားဖြစ်ပါမလားမဖြစ်ဘူးတွန်းလွတ်တာနဲ့ဒူးနေတယ်ဟုတ်ကဲ့လားအဲ့ဒါမျိုးမဖြစ်သင့်ဘူးတဲ့တကယ်ကအားပေးစကားပဲပြောရမယ်ဟောမြတ်စွာဘုရားကအားပေးစကားပြောဖို့ဒီသုတ်တန်လေးမှာသင်ပေးထားတာကဲဒီသုတ်တန်လေးမှာမြတ်စွာဘုရားကအားပေးစကားသင်ပြောရမယ်ဆိုတော့ဘယ်လိုပြောရမလဲဒီနေရာမှာတတိထားဖို့ရကအားပေးစကားပြောတဲ့လူကလည်းပညာရှိတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်အားပေးစကားအပြောခံတဲ့ပုဂ္ဂိုလ်ကလည်းပညာရှိတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်ဆင်ញင်တုံတရားရှိတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်လူမိုက်သောအားပေးစကားပြောလို့မရဘူးလက်ခံမှခံနော်သူကတော့ငါမသိသေးဘူးငါသိမယ်ထင်လို့လာပြောတာလားဆိုရန်တောင်တွေ့လွတ်လိုက်လေဦးမယ်ဟုတ်ကဲ့လားအဲ့တော့အားပေးစကားပြောတယ်ဆိုတဲ့ပုဂ္ဂိုလ်ကလည်းပညာရှိရမယ်ဒါကြောင့်မို့မြတ်စွာဘုရားကပညာရှိတဲ့ဥပဒကသည်တဲ့ပညာရှိတဲ့ဥပဒကနေမကောင်းထိုင်မသာဖြစ်နေရင်အားပေးစကားဆုံးမစကားပြောပါလို့ပြောတာအဲ့ဒါလို့အားပေးစကားပြောလိုက်ရင်အကျိုးရှိ
နိုင်ငံခြားတိုင်းပြည်တွေကဆေးရုံကြီးတွေမှာမျှော်လင့်ချက်ကင်းသွားတဲ့လူနာတွေဆရာဝန်တွေကဆေးကောက်ကုသမှုကိုဆက်မလုပ်တော့ဘူးဆိုတဲ့လူနာတွေကိုသက်ဆိုင်ရာဘာသာရေးကောင်းဆောင်တွေဘာသာဝင်တွေကနေပြီးတော့အားပေးစကားပြောဖို့ဆိုပြီးတော့ထားရတယ်ဆိုကောင်းတဲ့အစီအစဉ်တစ်ခုပေါ့နော်အဲ့တော့မြတ်စွာဘုရားကဒီသုတ်တံမှာလည်းပဲအဲ့ဒီအဓိပ္ပာယ်မျိုးဟောထားတာလေဒါဖြင့်အားပေးစကားပြောရမယ်ဆိုရင်ဘယ်လိုအားပေးစကားပြောရမလို့ချက်၄ချက်နဲ့ပြောရမယ်လူဥပဒကချက်၄ချက်နဲ့ပြောရလူအကြောင်းနဲ့ဆိုဘာပြောမလဲဆိုမင်းမဘုရားအပေါ်မှာနှစ်ကာနဲ့အတိညာနဲ့ဘုရားပေါ်မှာယုံကြည်တဲ့တရားတရားတွေရှိနေတယ်ဘာမှကြောက်စရာမလိုဟုတ်ကဲ့စိတ်အေးလက်အေးနေနိုင်တယ်ပေါ့ဘယ်ဘဝခရီးပဲဖြစ်ဖြစ်တူတူပဲဘဝဒီဘဝသိသွားလဲနောက်ဘဝတစ်ခုရောက်မှာဟိုဘဝလည်းဒီလိုသေးလာတာပဲလေအခုအသက်30ရှိတဲ့လူကဟိုဘဝသေးလာတာအနှစ်30ရှိပြီပေါ့မွေးနေ့ဟာသေနေ့ပဲဟိုဘက်ကလာခဲ့တာနဲ့ဟုတ်ကဲ့လားသေတဲ့နှစ်ကိုပြန်တွက်တာနဲ့တူတူပဲလေဟိုဘဝသေပြီးမှဒီဘဝကိုဖြစ်တာ哦နော်အေးဒါကြောင့်မို့လို့ပထမအားပေးစကားပြောရမှာပါတော့ဗုဒ္ဓေအဝိစ္စပတာရိဏသမဏဂတောအဝိစ္စပတာရဆိုတာမြတ်စွာဘုရားကိုဂုဏ်တွေကိုသိပြီးတော့နှစ်ကာယုံကြည်တဲ့တရားရှိရမယ်အဲ့ဒီတရားတရားမင်းမရှိနေရင်ဘာမှကြောက်စရာမလိုဘူးမကောင်းတဲ့ဘဝဘယ်တော့မှမရောက်ဘူးဟောဒီဟာကကယ်သွားလိမ့်မယ်အားပေးเสียဒါလေးကိုအားကိုဟုတ်ကဲ့လားဘုရားဝိသပတာရဘုရားကိုနှစ်ကာယုံကြည်တယ်ဆိုတာဘယ်လိုဟာတော့ဆိုနော်လူတွေကဘုရားကိုကိုးကွယ်တာအမျိုးမျိုးမရှိဘူးလားတချို့ဘုရားကိုးကွယ်တာဘယ်လိုရည်ရွယ်ချက်နဲ့ကိုးကွယ်တာတော့ဆိုလက်ကောင်းအောင်လို့ကိုးကွယ်တာအဲ့ဒါနှစ်ကာယုံကြည်တာမဟုတ်ဘူးဒီဘုရားကိုးကွယ်လို့ရှိရင်ဖြီပေါက်မယ်ချဲပေါက်မယ်စီးပွားတက်တယ်ဆိုတဲ့အနေနဲ့ကိုးကွယ်မရှိဘူးလားအဲ့ဒါမျိုးတွေဒါကြောင့်မလို့အမေနေကြိုက်နံကြိုက်တွေပါဒီရင်ဆရာစီမေးပြီးတော့ဘယ်နေသားဆိုရင်ဘာအသားကိုးကွယ်ရမယ်ဆိုပြီးတော့အဲ့ဒါမျိုးအထူးမှားပြီးတော့ကိုးကွယ်ကြတယ်စင်စည်းမြင်းရံတယ်ဆိုပြီးစင်စည်းမြင်းရံရုပ်ပွားကိုးကွယ်တာတော့အဲ့ဒါတော့အတိညာနဲ့ကိုးကွယ်တာလို့ဆိုနိုင်ပါမလားနိုင်ပါဘူးသို့တော့အဲ့ဒါမျိုးကိုးကွယ်တဲ့လူတွေရောမရှိဘူးလားအဲ့ဒါအဝိစ္စပတာရမဟုတ်ဘူးတဲ့ဘာဖြစ်လို့လဲတစ်ခုတစ်ခုတစ်စုံတစ်ခုကိုလိုချင်နေလို့ဒီဘဝရဲ့အကျိုးရှိရာအကျိုးရှိကြောင်းယုံကြည်ချက်အတိဉာဏ်မဲ့တဲ့ပညာမဲ့တရားလို့ခေါ်တယ်ပေါ့နော်ပညာမဲ့တဲ့တရားနဲ့ကိုးကွယ်တာမျိုးတွေကြတော့ခုနကအကျိုးမရှိဘူးလို့ပြောတာမဟုတ်ဘူးနော်ဘုန်းကြီးပြောတာထိုက်တဲ့လောက်အကျိုးလေးတော့ရှိမယ်ဒါပေမဲ့လို့အစွမ်းထက်တဲ့အကျိုးမျိုးမဖြစ်နိုင်ဘူးဗျာပညာမဲ့တရားနဲ့ကိုးကွယ်တာမျိုးဖြစ်တယ်ပညာရှိတဲ့တရားနဲ့ကိုးကွယ်ရမယ်ဆိုတာဘယ်လိုဟာတော့မြတ်စွာဘုရားရဲ့ဂုဏ်တွေအေးအရဟံဆိုရင်နှလုံးသွင်းလိုက်တို့မှာလောဘတွေရှိတယ်ဒေါသတွေရှိတယ်မောဟတွေရှိတယ်မြတ်စွာဘုရားရဲ့စိတ်ထဲမှာဟောဒီလောဘဒေါသမောဟတို့ဆိုတာလုံးဝမရှိဘူးဘုရားစိတ်ဟာဖြူစင်လိုက်တာဟောအရဟံဂုဏ်တော်ကိုအာရုံပြုတဲ့အခါကျတယ်နော်ကိလေသာအသောတွေကလုံးဝကင်းနေလို့မြတ်စွာဘုရားစိတ်ဆိုးတယ်ဆိုတာမရှိဘူးလောဘဖြစ်တယ်ဆိုတာမရှိဘူးမသိဘူးဆိုတာလည်းမရှိဘူးလောဘဒေါသမောဟကင်းတဲ့ဘုရားပဲလို့ဟောအရဟံဂုဏ်တော်ကိုဒါကြောင့်မို့လို့ဒီလိုလောဘဒေါသမောဟတွေကင်းနေသည့်အတွက်ကြောင့်တလောကလုံးမှာရှိတဲ့ပုဂ္ဂိုလ်တွေကဥညွတ်ပြီးတော့ရှ िख ိုးလိုက်တဲ့ဘုရားပါလားရှ िख ိုးရင်ဘုရားဆိုတာလက်ုံလေးတစ်ခါခြိလိုက်တာနဲ့ခြိလိုက်ုံလေးနဲ့နတ်ပြည်ကိုရောက်သွားနိုင်တယ်ဒီကုသိုလ်လေးကစွမ်းဆောင်မှုဘလောက်ကောင်းတယ်ဆိုတာစဉ်းစားကြည့်မရကုဏ္ဏလီသူတို့သားလေးကဘုရားဘာသာဝင်မဟုတ်ဘူးအဖေကလည်းနှမျောလိုက်တာယောဂဖြစ်တဲ့တောင်ဆေးကုမပေးဘူးဆေးမိတို့တွေနဲ့ကုတာနောက်ဆုံးကုမရတဲ့အချိန်လေဒီကနေ့အချိန်ရောက်တော့အိမ်ပြင်ထုတ်ထားတယ်လေခရကဆောင်းကကြွလာတဲ့အခါထတောင်ရှင်းမခိုးနိုင်တော့ဘူးစိတ်ထဲကကြည်နူးပြီးတော့ဩဒီလိုဘုရားမျိုးငါမလှူလိုက်ရဘူးမတန်းလိုက်ရဘူးရှင်းမခိုးလိုက်ရဘူးခုရှ िख ိုးစိတ်ထဲကနေကြည်နူးပြီးတော့နေတယ်အဲ့ဒီအချိန်လေးမှာတည်သွားတာနဲ့နတ်ပြည်မှာနတ်သားသွားဖြစ်တယ်ဒီကုသိုလ်လေးကကဲ့လိုက်တာသူ့ကိုကြည့်ဩ
လောက်စွမ်းဆောင်ချက်ကောင်းတယ်လဲဆိုတာစဉ်းစားကြည့်စိတ်ထဲမှာတင်ဖြစ်တာနော်လက်ဟုတ်တော်မချီနိုင်ဘူးတဲ့စိတ်ထဲကနေဘုရားကိုအာရုံပြုပြီးစိတ်ထဲကကြည်နူးလိုက်ရုံလေးနဲ့တင်ပဲကြည့်ဓာတ်ပြေရောက်တယ်လူမပြောနဲ့ကက္ကရာရေကန်ကြီးနားမှာရှိတဲ့ရေကန်တဲကဖားလေးတစ်ကောင်ဆိုမြတ်စွာဘုရားတရားဟောတာတစ်ပင်အောင်ရေကန်ထဲကခုန်တက်လာပြီးမြတ်တော်ထဲမှာဝတ်ရင်ကနေဘုရားတရားဟောတဲ့အတန်ကြားတာနဲ့နားထောင်ကောင်းတဲ့အတန်လေးပဲတိရစ္ဆာန်ဆိုတာအန္တရာယ်ရှိတဲ့အတန်လားအန္တရာယ်မရှိတဲ့အတန်လားဒီလောက်တော့သိတယ်သို့တော့တရားရဲ့အဓိပ္ပာယ်သူသိတာတော့မဟုတ်ဘူးဟုတ်ကဲ့လားမြတ်စွာဘုရားရဲ့ကရုဏာတွေလွှမ်းခြုံထားတဲ့မေတ္တာတွေလွှမ်းခြုံထားတဲ့အတန်လေးကိုသူ့စိတ်ထဲမှာနားထောင်ရင်စိတ်ကြည်နူးနေတဲ့အချိန်လေးမှာကံမကောင်းအကြောင်းမလားတော့အနာနာရောက်လာတဲ့နွားကြောင့်သားကတပြားတဲ့ခေါင်းကိုထောက်ပြီးဖိလိုက်လို့သူခင်ဗျာတေးသွားတာ။အဲ့ဒီကြည်နူးတဲ့စိတ်ကလေးဘုရားကိုအာရုံပြုပြီးတော့ကြည်နူးတဲ့စိတ်ကလေးနဲ့တင်ပဲနတ်ပြည်ရောက်သွားတယ်။ကဲဘလောက်ဆောင်းဆောင်မှုကောင်းလဲ။ဒါကြောင့်ဗုဒ္ဓေအဝိဇ္ဇပတာရမြတ်စွာဘုရားကိုအသိဉာဏ်နဲ့များကြည်ညိုလိုက်မယ်ဆိုလို့ရှိရင်ဒီတဲ့အစာကောင်းများစွာအကျိုးရှိတယ်။အားကိုးเสียမကောင်းဘူးလား။ပတ်စံနေဘလောက်ချမ်းသာသူပတ်စံကနတ်ပြည်မပို့နိုင်ဘူးနော်။ပစ္စည်းဥစ္စာကနတ်ပြည်မပို့နိုင်ဘူးပစ္စည်းဥစ္စာကိုအကြောင်းပြုပြီးဒါနကောင်းမှုလုံးမှသီလဆောက်တည်မှနတ်ရသုဂတိဆိုတာရောက်တာဟုတ်ကဲ့လားလောကမှာပစ္စည်းဥစ္စာဆိုတာပစ္စည်းရှိလာပြီးတော့ပစ္စည်းကိုအကြောင်းပြုပြီးလူတိုင်းချမ်းသာဒုက္ခရတယ်လို့မအောင်မိနဲ့ဒီဘဝမှာလည်းပဲဆင်းရဲကြပြီးနောက်ဘဝမှာလည်းဒုက္ခရောက်တယ်ဒါကြောင့်မို့မြတ်စွာဘုရားကဟနန္တိဘောဂထုံမိတာနောစပါရခဝေတိနောအတိညာမရှိတဲ့ပုဂ္ဂိုလ်ကိုပစ္စည်းဥစ္စာတွေကဖျက်ဆီးတတ်တယ်တဲ့ပစ္စည်းဥစ္စာကြောင့်ထိုပုဂ္ဂိုလ်ပျက်စီးရတယ်ပေါ့ပစ္စည်းဥစ္စာကြောင့်ဒုက္ခရောက်တယ်ပစ္စည်းဥစ္စာကြောင့်သေရတယ်ဟောအမျိုးစုံရှိတယ်လူတွေမှာနော်ပစ္စည်းဥစ္စာကဒုက္ခပေးဖို့သို့တော့ပညာမဲ့တဲ့ပုဂ္ဂိုလ်တွေကိုဖျက်ဆီးနိုင်ပေမဲ့လို့ဒီဘဝမှာဒီလိုဖျက်ဆီးတယ်ဖျက်ဆီးနိုင်ပေမဲ့လို့ပစ္စည်းဥစ္စာကိုအသုံးချပြီးတော့နိဗ္ဗာန်တစ်ဖက်ကန်းကိုတက်လှမ်းလို့တဲ့သူတော်စင်တွေကိုတော့ပစ္စည်းကအနှောင့်အယှက်မဖြစ်ဘူးပစ္စည်းကိုအကြောင်းပြုပြီးတော့သူတို့ကကောင်းမှုတွေပြုကြတယ်ဟုတ်ကဲ့လားအဲ့ဒါလို့မဟုတ်လို့ရှိရင်ဒီဘဝမှာလည်းပစ္စည်းကြောင့်အန္တရာယ်ဖြစ်ရတယ်ထိုပစ္စည်းကိုတတ်မဲ့ပြီးတော့တေရသည့်အတွက်ကြောင့်နောက်ဘဝမှာလည်းပြိတ္တာဖြစ်တယ်ငရဲရတယ်ဒါမျိုးတွေဖြစ်ကုန်တယ်အဲ့တော့ပစ္စည်းဥစ္စာအားကိုးเสียဟုတ်ကဲ့လားမဟုတ်ဘူးအဲ့တော့တကယ်အားကိုးเสียဆိုတာဘာတော့ကိုယ့်ကိုယ်စမ်းစစ်ကြည့်အဝိဇ္ဇပတာရဖယားနဲ့ပတ်သက်ပြီးခုံကိုထိထိခိုက်ခိုက်ခုံတော်ကိုထိရောက်ပြီးငါကြည်ညိုနိုင်ရလားဖယားကိုခုံတော်ကိုသိပြီးတော့ကြည်ညိုတဲ့ကြည်ညိုမှုမျိုးဟုတ်ကဲ့လားပညာနဲ့တရားလားပညာမဲ့တရားလားကိုယ့်ကိုစမ်းစစ်ကြည့်ရမယ်နော်အဝိဇ္ဇပတာရဆိုတာအသိဉာဏ်ရှိနဲ့ဘုရားကိုယ်ပဲအဲ့တော့ဘုရားဆိုတာရုပ်စင်းတုကဘုရားကိုယ်စားအနေနဲ့ရှိတာဘယ်လိုရုပ်စင်းတုမျိုးကိုယ်ွယ်မကိုယ်ွယ်ကောင်းမှုဆိုတာလည်းမရှိဘူးဘုရားအမှတ်နဲ့ရှိခိုးဥချပြီးတော့ထိုဘုရားမှာအရဟံစတဲ့ဂုဏ်တွေရှိနေတယ်အရေးချင်းတွေရှိကိုယ်မှမရှိနိုင်တဲ့အရေးချင်းတွေသမ္မာသမ္ဗုဒ္ဓတရားဓမ္မတွေကိုမှန်မှန်ကန်ကန်ကိုယ်ပိုင်ဉာဏ်ဖြင့်သိတယ်ဆိုတဲ့အရေးချင်းရှိတယ်ဝိဇ္ဇာစရဏသမ္မနာအတိပညာအတိဝိဇ္ဇာအကျင့်တရားတွေနဲ့လည်းပြည့်စုံတယ်သူကတနိဗ္ဗာန်ကြည်အောင်ပေါင်းရောက်ပြီးသားလည်းဖြစ်တယ်ကောင်းမြတ်တဲ့တရားစကားကိုဟောပြောနိုင်တယ်လောကဝိတုလောကအကြောင်းကြီးကောင်းကောင်းသိတယ်စသဖြင့်ကိုကြည်ညိုရာဗုဒ္ဓရဲ့ခုံအရေးချင်းတွေကိုသိပြီးတဲ့အခါမှာမြတ်စွာဘုရားပေါ်မှာယုံကြည်တဲ့ခိုင်မြဲတဲ့တရားတရားရှိနေပြီဆိုရင်အဲ့ဒီတရားတရားလေးကဘယ်လိုနည်းနဲ့မှအပယ်ကိုမကျစေနိုင်တော့ဘူးဒီတရားတရားလေးကြောင့်ကောင်းရတုဂတိရောက်မယ်ဆိုတော့ခုနကလိုတေဂဏိမှာစိတ်အားငယ်နေရဘယ်သွားလို့သွားရမှမသိတဲ့စိတ်အားငယ်နေတဲ့ပုဂ္ဂိုလ်ဖို့လမ်းမဖြောင့်ပေဘူးလားဆိုပါစို့လူတယောက်ခရီးသွားတယ်ခရီးသွားတဲ့အခါမှာကိုသွားမဲ့ခရီးကိုလည်းသိတယ်ကိုရောက်တဲ့အခါမှာလည်းပဲဘယ်မှာနေရမယ်ဆိုတာကိုသိတယ်ဆိုရင်အဲ့ဒီလူဟာခရီးသွားတဲ့အခါပျော်ပါမရှိဘူးလား
အဲ့ဒီလိုမဟုတ်ဘဲနဲ့မသိတဲ့နေရာမှာဆွေမရှိမျိုးမရှိကိုမသိတဲ့နေရာကိုသွားရမယ်ဆိုရင်ဘယ်လိုများနေရပါမလဲဆိုပြီးတော့စိတ်ထဲမှာအားငယ်မှုတွေမဖြစ်ဘူးလားအဲ့ဒါမျိုးလိုပဲတန်တရားဘဝခရီးတစ်ခုကိုသွားတော့မယ်ဆိုလို့ရှိရင်တေကန်ဒီမှာအားငယ်တာတော့အမျိုးမျိုးပေါ့လက်ရှိကိုခင်မင်တဲ့ပုဂ္ဂိုလ်တွေကိုစွန့်ခွာသွားရမှာတခုကိုမြတ်နိုးတဲ့ပစ္စည်းဥစ္စာတွေကိုစွန့်ထားကြရမှာလဲဒါအားငယ်စရာတခုပေါ့နော်အဲ့တော့ကိုခင်မင်တဲ့ပုဂ္ဂိုလ်တွေတို့ကိုမြတ်နိုးတဲ့ပစ္စည်းတွေတို့ဆိုတာကိုယ့်အတွက်အားကိုးရဟုတ်ကဲ့လားမဟုတ်ဘူးကိုယ့်ရဲ့ရင်ထဲနှလုံးထဲမှာဖြစ်တဲ့ဘုရားပေါ်မှာနှစ်ကကြီးညိုတဲ့တရားတရားပညာနဲ့ကြီးညိုတဲ့တရားတရားတွေသာနဲ့ကိုယ့်အတွက်အားကိုးရအစစ်ဖြစ်တယ်အားကိုးလိုက်ပါတဲ့အဲ့ဒါအားကိုးထားပြီးဘာမှမပူနဲ့မင်းမဘုရားကိုကြီးညိုတဲ့တရားစိတ်တွေပညာနဲ့သိတဲ့တရားစိတ်တွေရှိနေတယ်အဲ့ဒါကြောင့်မို့လို့စိတ်အေးလက်အေးနေဘာမှမပူနဲ့တည်သွားဒီတဲ့ကောင်းတဲ့ဘဝရောက်မယ်ဒီလိုအားမပေးတတ်ဘူးလားတကယ်အားကိုးတဲ့အတိုင်းရောမဖြစ်ဘူးလားလို့ဆိုဖြစ်တယ်တကယ်အားကိုးတဲ့အတိုင်းဖြစ်တယ်ဟုတ်ကဲ့အဲ့တော့ဒီဘဝဒီခန္ဓာကိုယ်ကြီးကအသက်အရွယ်ကြီးလာလို့ကောင်းတော့တာမှမဟုတ်တာလောကလူတွေကြည့်တယ်အသက်ကြီးလာလို့ဆိုရင်မကောင်းတဲ့စိတ်ရင်းတွေကများလာတယ်သိတယ်ကိုယ့်အကိုတွေ့ကြည့်ပြောကြတယ်လေဖိုးကြီးဖွားကြီးတွေမျက်စိကမကောင်းဘူးမျက်စိမှုံးတယ်နားလည်းမကောင်းဘူးတဲ့ဟောမကောင်းတာမျက်စိတစ်ခုတည်းမဟုတ်မျက်စိလည်းမကောင်းဘူးတဲ့နားလည်းမကောင်းဘူးတဲ့ဒူးလည်းမကောင်းဘူးတဲ့ဟောမကောင်းတာတွေများမလာဘူးလားဒီတွေပိုရောက်များလာလို့ရှင်ဘာဖြစ်လို့နှလုံးကမကောင်းဘူးတဲ့ကြောက်ကမကောင်းဘူးတဲ့အသေးကမကောင်းဘူးတဲ့ဆိုတော့မကောင်းတာတွေကောင်းတာတစ်ခုမှကိုမရှိတော့ဘူးဟုတ်ကဲ့လားအကောင်းတွေကုန်သွားလို့ရှင်ဘာဖြစ်လဲသေရတော့တာပေါ့ပြီးတော့မတဲ့တဲ့ဆင်းရဲတွေလည်းများလာတယ်အသက်ကြီးလာလို့ရှင်ဟုတ်ကဲ့လားအစဆုံးဝက်သားမတဲ့ဘူးတဲ့ဘာဖြစ်လို့သွေးတို့ရှိလို့တရားမတဲ့ဘူးတဲ့ဘာဖြစ်လို့စီးကြိုယောဂရှိတယ်ဟောမတဲ့တာတွေရောများမလားဘူးလားနောက်ကြတော့ဘယ်သူနဲ့မှမတဲ့တော့ဘူးဆိုရင်ကိုယ့်ဘက်ကိုအဲ့ဒါသုတ်တန်ရောက်သွားတော့လားပဲအဲ့တော့တေချာစဉ်းစားကြည့်မကောင်းတာတွေကလည်းများလာတယ်မတဲ့တာတွေကလည်းများလာတယ်ဒါတန်ဝေကဖြစ်เสียမကောင်းဘူးလားငယ်ငယ်တော့ကတော့မတဲ့တာဆိုမရှိဘူးကုံစားနော်မကောင်းတာဆိုလည်းအကုန်မရှိဘူးကုံကောင်းအဲ့တော့ဒီလိုဖြစ်လာတဲ့အခြေအနေမျိုးကိုယ်တိုင်သိရမှာပေါ့အဲ့တော့ကျန်တာတွေကမကောင်းဘူးကျန်တာတွေနဲ့မတဲ့ဘူးဆိုရင်ကိုတဲ့ဖို့အတွက်ကဘာတော့ဆိုလို့ရှိရင်တရားဓမ္မနဲ့တော့တဲ့အောင်နေရမယ်ဟုတ်ကဲ့မျက်စိမကောင်းခြင်းနေခါမကောင်းခြင်းနေနားမကောင်းခြင်းစေကြောက်ကမကောင်းစေခြင်းနေနှလုံးမကောင်းခြင်းနေအသေးမကောင်းခြင်းနေဘာကောင်းအောင်စိတ်ကလေးကောင်းနေဖို့လိုတယ်ဟုတ်ကဲ့အဲ့ဒီစိတ်ကလေးကောင်းနေအောင်ဘုရားပေါ်မှာနှစ်ကယုံကြည်တဲ့တရားတရားလေးကောင်းနေဖို့လိုတယ်တဲ့အဲ့ဒါလေးကောင်းနေလို့ရှိရင်ကျန်တာတွေကပြစ်ထားခဲ့ရမှာပဲကောင်းလည်းပြစ်ရတာပဲမကောင်းလည်းပြစ်ရတာပဲငယ်ငယ်ရွယ်ရွယ်နဲ့သိတော့လေကောင်းတော့ပြစ်ထားခဲ့တာပဲမဟုတ်လားခန္ဓာကိုယ်ကြီးဆိုတာငယ်ငယ်နဲ့သိသွားတဲ့လူတွေကောင်းတော့ပြစ်ထားခဲ့တာအသက်ကြီးမှသိတဲ့လူကမကောင်းလို့ပြစ်ခဲ့တယ်ဆိုရင်ငယ်ငယ်နဲ့သိရင်ကောင်းတာတော့ကောင်းတော့ပြစ်ထားခဲ့ရတာပဲဟုတ်ကဲ့လားအဲ့တော့ကိုယ်တတိထားမှာအကောင်းဆုံးဖြစ်နေအောင်လုပ်ဖို့ရမှာတော့ဆိုလို့ရှိရင်ကိုယ့်ရဲ့စိတ်ဓာတ်ပဲရသော်ဘုရားဂုဏ်ကြီးရဲ့ထုံမွမ်းပြီးတော့နေထားတဲ့စိတ်ဟာတဲ့ဘယ်တော့မှအောက်ကိုမရောက်စေဘူးမဟာနာမင်းကြီးကိုရသော်ဘုရားဟောထားတဲ့သုတ်တန်တစ်ခုရှိတယ်မဟာနာမပူနဲ့တဲ့သီလနဲ့ထုံမွမ်းထားတဲ့စိတ်သမာဓိစွမ်းအားတွေနဲ့ထုံမွမ်းထားတဲ့စိတ်ပညာစွမ်းအားတွေနဲ့ထုံမွမ်းထားတဲ့စိတ်ဟာဘယ်တော့မှအောက်ကိုမကျစေဘူးဥပမာမဲ့ထောပတ်အိုးကြီးကိုရေထဲမှာခွဲလိုက်မယ်ဆိုလို့ရှိရင်အိုးခွဲတွေကအောက်ကျသွားတယ်ထောပတ်တွေကတော့အပေါ်တက်လာတယ်ဟုတ်ကဲ့လားစီအိုးကြီးကိုခွဲလိုက်လို့ရှိရင်လည်းအိုးခွဲတွေကအောက်ရောက်သွားပြီးတော့စီကတော့ရေပေါ်တက်လာမှာပဲအဲ့ဒီတိုင်းပဲဖះကြည်ညိုတဲ့စိတ်ကလေးကအပေါ်တက်လာမှာဘာမှပူစရာမရှိဘူးဒါကြောင့်မို့လို့အားပေးတာလူပြေကမကောင်းတဲ့ခန္ဓာကိုယ်ကြီးကိုစွန့်ပြီးတော့နတ်ပြေကိုသွားဆိုတာအားပေးတာဘယ်လိုအားပေးတော့ဆိုရင်
မြေအိုးကိုခွဲပြီးတော့ရွှေအိုးကြီးကိုရယူသလိုပဲမရှိဘူးလားဟုတ်ကဲ့လားအခုလို့ကိုယ်စိတ်လေးကောင်းတဲ့ပုံကိုယ်တွေကြတော့မြေအိုးခွဲပြီးတော့ရွှေအိုးကြီးယူတယ်ဆိုတော့လူတိုင်းမြေအိုးခွဲပြကြမှာကြီးပဲရွှေအိုးပဲရကြရမှာပေါ့အဲ့တော့လူဘဝကနေနတ်ဘဝရတယ်ဆိုတာဟာမြေအိုးခွဲကိုပြစ်ထားခဲ့ပြီးတော့ရွှေအိုးကိုရယူတာနဲ့တူတူပါပဲတဲ့ဒါကြောင့်မို့လို့အဲ့ဒီမိမိနဲ့ယဉ်နေတဲ့မိတ်ဆွေသင်္ဃာတွေဆွေမျိုးသားချင်းတွေကိုဒီလိုအားပေးစကားပြောပါတဲ့ဒါတစ်ချက်နော်နောက်တစ်ခုကဓမ္မေအဝိဇ္ဇပတာရိဏသမဏဂတောတဲ့ဘာမှအားမငယ်နဲ့မင်းမဓမ္မပေါ်မှာယုံကြည်တဲ့အသိဉာဏ်သက်ဝင်တဲ့တရားတရားတွေရှိတယ်ဓမ္မကိုနှစ်ကယုံကြည်တယ်မြတ်စွာဘုရားဟောတဲ့တရားသည်ဘယ်တော့မှလွဲမှားတာမရှိဘူးတဲ့ဒါဓမ္မရဲ့ခုံတစ်ခုပဲဟုတ်ကဲ့သွားခါတော့မြတ်စွာဘုရားအကျိုးနဲ့အကြောင်းနဲ့စီရီယောဟောထားသည့်အတွက်ကြောင့်လွဲချော်တစ်ခုမှမရှိဘူးတန်တိဋ္ဌိကိုကိုယ်တိုင်ကျင့်ကိုယ်တိုင်သိနိုင်တဲ့တရားဖြစ်တယ်အကာလိကောအခုကျင့်အခုရတဲ့တရားမျိုးဖြစ်တယ်အေဟိပတိကောကိုယ့်ရဲ့မိတ်ဆွေသင်္ဃာတွေလာပြီးတော့လှုပ်ကြည့်စမ်းပါလို့ဖိတ်ခေါ်လိုက်တဲ့တရားမျိုးဖြစ်တယ်ဩပနိကအခုပဲစိတ်ထဲမှာနှလုံးသွင်းအခုပဲစိတ်ချမ်းသာသွားစေနိုင်တယ်ပိဿတံဝေရိတဘောဝိညုဟိသူတော်ကောင်းတွေဟာကိုအတိအတိကိုချင်းကိုခံစားရတယ်တဲ့ဘုရားရဲ့တရားတော်တွေရဲ့ခုံကြီးတွေကိုဒီလိုနှစ်ကသိပြီးတော့ယုံကြည်တဲ့တရားတရားဟာစိတ်ဓာတ်ကလေးကိုဖြူစင်စေတယ်အဲ့ဒီဖြူစင်တဲ့စိတ်ဓာတ်ကလေးကခန္ဓာကိုယ်ကြီးကဘယ်နေရာကမကောင်းကောင်းသူကကောင်းတဲ့ပုံကိုဆောင်သွားမှာပဲဟုတ်ကဲ့အဲ့ဒါကြောင့်မို့လို့အားငယ်စရာပါရှိဘာမှမရှိဘူးကြည့်လေတချို့ဆိုလို့ရှိရင်ဥပမာပဲခီးသွားတယ်ဟိုမှာဆွေတွေမျိုးတွေအရင်ချာတွေရှိတယ်ဒီအိမ်ကိုပိတ်ထားခဲ့ပြီးတော့ဟိုအိမ်ကိုသွားတယ်ဟိုမှာလည်းကိုယ်ဆွေမျိုးတွေကကိုယ်ကျိုးနေတာလို့သိလို့ရှိရင်အားငယ်မှုဖြစ်ရလားမဖြစ်ဘူးထို့တူပဲကုသိုလ်ကောင်းမှုလုပ်တယ်ဆိုတဲ့ပုဂ္ဂိုလ်ကအားငယ်စရာဘာတကူမှမရှိဘူးမြတ်စွာဘုရားအဲ့ဒါကြောင့်မလို့ပုံညာလိပဋိကနန္တိကုသိုလ်တွေကကျိုးနေကြမှာတဲ့ဘယ်ဘုံသွားကိုလှုပ်ထားတဲ့ကုသိုလ်တွေကိုယင်တဲ့နှလုံးထဲမှာစိတ်ဓာတ်ထဲမှာဖြူစင်ပြီးတော့နေတဲ့ကုသိုလ်တွေကကိုယ်ကျိုးနေကြမှာအဲ့ဒီလိုအားပေးစကားပြောရမယ်စိတ်ငကကြီးပယ်ထားလာလို့တော့မမေးနဲ့နော်အဲ့ဒါမျိုးတွေကိုအခုခေတ်တော့မေးနေကြတာပဲလေဒါမျိုးပဲဟုတ်ကဲ့ဘုန်းကြီးတွေပြန်တော်မူတော့အေးဆေးသေးမပြန်တော်မူတော့ကျောင်းဘသူအခက်မှာတော့ကလာသေးတာအဲ့တော့ဘယ်လိုလုပ်ကောင်းရသူကတိရောက်နိုင်မှာမလို့စိတ်တွေကိုညှဉ်းနှွမ်းသွားအောင်နှုတ်ချောက်လိုက်တယ်လို့မဖြစ်ပေဘူးလားအားပေးစကားပြောရမှာကအိုးကိုအားကိုးစရာတွေအများကြီးရှိတယ်ဘာမှပုံမဘူးနဲ့ဟုတ်လားကိုယ်စိတ်ထဲမှာအားကိုးတွေရှိတယ်ဓမ္မဟာတကယ်အားကိုးရအစစ်ဖြစ်တယ်တို့တူပဲအရိယသံဃာတွေကိုကြည့်လိုက်သုပ္ပတိပန္နဘုရားဟောတဲ့အတိုင်းမှန်မှန်ကန်ကန်ကျင့်နေကြတယ်ဥစုပတိပန္နဖြောင်းဖြောင်းမတ်မတ်ကျင့်ကြတယ်ညာယပတိပန္နလမ်းစဉ်မှန်မှန်ကျင့်တယ်တာမိစိပတိပန္နနော်ဘယ်တော့မှလွယ်လွယ်မမမကြည့်ပဲနဲ့မှန်မှန်ကန်ကန်ကျင့်တယ်ဆိုတော့ဟောအကျင့်မှန်ကန်မှုတွေအကျင့်မှန်ကန်မှုတွေကိုကျင့်ထားသည့်အတွက်ကြောင့်အာဟုနေယအဝေးကယူလာတဲ့ပစ္စည်းတွေလှူဒန်းပြီးတော့ပူဇော်လိုက်တယ်ပါဟုနေယဧည့်သည်တွေအတွက် special ထားတဲ့ပစ္စည်းဥစ္စာတွေနဲ့ပူဇော်တိုက်တယ်ဟောဒက္ခိနေယအိဇလိကရဏိယလက်အုပ်ချီတိုက်တယ်အနုတ္တရံပုံညခိတံလောကသလောကရဲ့ကုသိုလ်ကောင်းမှုလှုပ်เสียလဲမြေတာလို့ဖြစ်တယ်ကုသိုလ်ပင်ပြိုးခြင်းရင်တန်ခါမှာပဲပြိုးရတယ်ဒီလိုပြောတာနော်အဲ့ဒါလို့အာကိုးเสียတန်ခါပေါ်မှာနှစ်ကဒီလိုယုံကြည်တဲ့တရားတရားဖြစ်ခုနှစ်စဉ်တဲ့တိုင်းဒီမှာဝိနည်းဆရာမွဲကြီးကျင်းပနေတယ်ဩဝိနည်းပြန်ဆိုးနေကြတဲ့တန်ခါတွေလူမယ်တမ်းမယ်လက်အုပ်လေးတစ်ချိန်ခြိလိုက်မယ်ဖြော်ရည်လေးတစ်ခွက်တိုက်မယ်ရေလေးတစ်ခွက်တိုက်မယ်ဟောမရဘူးလားကုသိုလ်တွေအများကြီးရနော်အဲ့ဒီတန်ခါကိုချီညူတဲ့တန်ခေအဝိဇ္ဇပတာဒဆိုတဲ့ပညာလက်တရားတရားတွေဟာပညာရှိနဲ့ယုံကြည်တဲ့တရားတရားတွေကကိုယ်ရင်တဲ့နှလုံးထဲမှာရှိနေလို့ဘာမှမပူနဲ့လို့အားပေးစကားပြောပါမရှိသေးရင်ရှိအောင်လုပ်ပေးရမယ်ဟုတ်ကဲ့ပိုက်ဆံတို့အကြာကြီးစုဆောင်းပြီးလုပ်နေရတာမဟုတ်ဘူးကုသိုလ်စိတ်ဆိုတာအခုဖြစ်အခုရတာမရဘူးလား
အခုနှလုံးသွင်းရင်အခုစိတ်ထဲမှာဖြစ်တာပဲလေကြည်မတ္တကုဏ္ဏလီလို့ဆိုဘုရားမြင်မြင်ချင်းမှာကြည်ညိုတဲ့တရားလေးဖြစ်လိုက်တာနဲ့ပဲအဲ့ဒါလေးကနတ်ပြည်ပို့လိုက်တာဟာတော်ဝါလေးကလည်းကြည်မြတ်စွာဘုရားအတန်လေးကြားလိုက်တာနဲ့ကြည်နူးတဲ့စိတ်ကလေးကနတ်ပြည်ကိုပို့လိုက်တာဟုတ်ကဲ့လားအဲ့ဒါလို့အာကိုးစရာတွေတကယ်လဲအာကိုးလိုက်တဲ့အရာတွေကိုယ်တဏ္ဍမှာရှိနေတယ်ဆိုတာအာပိစကားပြောပါနောက်တစ်ခုအာပိစကားပြောရမှာဘာတော့စိတ်ဘာမှမပူနဲ့စိတ်ထဲမှာအာတင်ထားမင်းမှာခုချင်းတရားတွေရှိတယ်ငါးပါးသီလမင်းဘယ်တော့မှမဖောက်ပြဘူးလုံခြုံတယ်ဘိုးတော်ကမလုံခြုံတော့အခုဆောက်တည်လိုက်လုံခြုံသွားပြီဟုတ်ကဲ့လားကိုတော့ကမလုံခဲ့ပေမဲ့လို့အခုဥရတဲ့လဲနေတဲ့အချိန်မှာငါးပါးသီလဖောက်ပြတာရှိသေးလားကိုမသင်ငယ်စောနဲ့မျောနေတာချင်းလေးတွေပါလေးတွေတတ်ဖို့တတ်အောင်မလားတတ်လောက်တော့ပါအောင်နော်ငါးပါးသီလကြည်ပြဝဝလုံလုံချုံချုံပါဏာတိပါဒတို့အရိဏဒါနကာမိတုမေသဇာရမုဒဝါဒသူရမေယဆိုတဲ့ဒီကံ၅ပါးနဲ့လုံခြုံပြီးတော့သီလဖြူစင်းနေတယ်ခုဆောက်တည်ခုဖြူစင်းတယ်ကြည့်လေမကောင်းတာတွေကဘယ်လိုပဲလုပ်ခဲ့ကောင်းတာတွေလုပ်တဲ့အချိန်ကစပြီးတော့နှလုံးသွင်းလိုက်မယ်ဆိုရင်စိတ်ဟာကြည်နူးွယ်ဖြစ်တယ်ကိုသီလလေးကိုအာယုံပြုတစ်ချိန်တစ်ခါတော့ကကိုကငါးပါးသီလချိုးဖောက်ခဲ့ပဲမဲ့လို့ဒီအချိန်မှာမချိုးဖောက်ဘူးလို့နှလုံးသွင်းလိုက်မယ်ဆိုရင်နှလုံးသွင်းလိုက်တာနဲ့ချက်ချင်းကုသိုလ်ဖြစ်လာတာရှင်အင်္ဂုလိမာလာကြီးကိုမြတ်စွာဘုရားကအင်္ဂုလိမာလာပရိတ်ကိုဟောတဲ့အခါမှာကြည့်ပေါ့ယတောဟံပဂိနိရိယာယဇာတိယဇာတောနာဘိဇာနာမိတေစိစ္ဆပါဏာဇိဝိတဝရောပိတာကြည့်အရိယာအမြတ်အရိယာဇတ်ဖြစ်တဲ့ယဟန်ဘဝရလာတဲ့အချိန်ကနေစပြီးသေစီလူရဲစိတ်နဲ့ဘယ်တတ္တဝါမှမတတ်ပါဘူးလို့ပြောတယ်။ကိုတော့ကတတ်လိုက်တာတကယ်လူတာသမားကြီးပဲလေ။ဟုတ်တယ်မဟုတ်လား။အဲ့ဒါတွေကိုပြန်မတွေးနဲ့ယဟန်ဖြစ်တဲ့နေ့ကစပြီးဘယ်သူမှမတတ်တော့ဟုတ်တယ်မဟုတ်လား။အဲ့ဒါမျိုးလို့ပဲသီလအခုဆောက်တည်ရင်အခုဆောက်တည်တဲ့အချိန်ကစပြီးငါးပါးသီလလုံးတယ်လို့စိတ်ထဲမှာထားအားတင်းအဲ့လိုအာဘိစကားပြောရမယ်။အရိယာတွေစောင့်ထိန်နဲ့မြတ်မြတ်နုံနုံစောင့်ထိန်နဲ့ဒီငါးပါးသီလပြည့်ပြည့်စုံစုံအဲ့ဒါလိုကျင့်ကြံကြုတ်ကိုအထောက်ပါအဲ့ဒါတွေရှိနေသည့်အတွက်ကြောင့်ဘာမှမပူနဲ့အတင်းထားဟောစိတ်ကလေးကြည်နူးမသွားဘူးလားနေမကောင်းတဲ့လူတယောက်ဟာသူ့မှာအာကိုးစရာတွေဖရာပေါ်မှာကြည်ညိုတဲ့တရားတရားရှိတယ်တရားပေါ်မှာကြည်ညိုတဲ့တရားတရားရှိတယ်သံဃာပေါ်မှာကြည်ညိုတဲ့တရားတရားတွေရှိတယ်ငါးပါးသီလကိုမျက်မျက်နှုံနှုံစောင့်ထိန်ထားတာရှိတယ်ဆိုဟောတကယ်အာကိုးစရာတွေမရှိဘူးလားအဲ့ဒါလို့အာကိုးစရာတွေရှိပြီးလို့ရှိရင်သူ့ကိုဆက်ပြီးတော့ပြောရမယ့်စကားလေးတွေကြံသေးတယ်ဒါကအာပိစကားပြောတာဟုတ်ကဲ့လားဆက်ပြီးစကားဘာပြောရမှာတော့ဆိုလို့ရှိရင်တဲ့သူ့ကိုပြောလူတွေဆိုတာအတွေ့အတာလေးတွေရှိတတ်တယ်ဥမာမဲ့မိဘတွေဆိုရင်သာသမီပုံမှာတွေ့တာတယ်နော်အိမ်တော်ဦးစီးတွေဆိုလို့ရှိရင်သားမယားတွေပုံမှာတွေ့တာအဲ့ဒါကြရင်ပြောတဲ့မိဘတွေပုံမှာတွေ့တာတဲ့စိတ်ရှိသလားမရှိဘူးလားမေးရှိနေသေးလို့ရှိရင်အဲ့တွေ့တာတဲ့စိတ်ကိုမထားပါနဲ့တတ္တဝါဆိုတာကိုယ်ကံနဲ့ကိုယ်လာတာတွေ့တာပြီးတော့မနေပါနဲ့တွေ့တာနေလဲသိမှာပဲမတွေ့တာပဲနေလဲသိမှာပဲသိမှာတူတူတော့တွဲမနေပါနဲ့လို့ပြောရမယ်ဟုတ်ကဲ့လားဒါပေမဲ့ခုခေတ်အဲ့လိုပြောရင်ရံများလုံးနေမလားမသိဘူးနော်မိဘပေါ်မှာတွေ့တာတဲ့စိတ်ရှိလဲသိမှာပဲတွေ့တာတဲ့စိတ်မရှိလဲသိမှာပဲသိမဲ့တူတူတော့ဘယ်သူပေါ်မှာမတွေ့တာပါနဲ့လို့ပြောပါတဲ့ဒါဆက်ပြီးတော့ပြောရမယ့်စကားတစ်ခုနော်နောက်တစ်ခုကသားမယားတွေပေါ်မှာတွေ့တာတဲ့စိတ်ရှိသလားလို့မေးတဲ့အခါရှိတယ်ဆိုလို့ရှိရင်အေးတွေ့တာတဲ့စိတ်ရှိနေလဲသိမှာပဲတွေ့တာတဲ့စိတ်မရှိဘူးဆိုလဲသိမှာပဲသိမဲ့အတူတူတော့လွတ်လွတ်ကျွတ်ကျွတ်ဘယ်သူပေါ်မှာမတွေ့နဲ့အားလုံးလွတ်လွတ်ကျွတ်ကျွတ်စိတ်ကိုလွတ်လိုက်ပါပြောစိတ်ရဲ့အတွေ့အတာကအတော်တော်ဆိုးတယ်စိတ်တွေ့တာမှုကြောင့်ဗမာတွေကလည်းပြောတယ်လေခொနည်းတိတိအိမ်မော်ကမဆင်းဘူးလို့ဘာလို့ပြောနေကြတယ်
ဟုတ်လားမကျွတ်ဘူးလို့ဘာလို့ရှောက်ပြောအတွေ့အတာရှိရင်တော့ဖြစ်တတ်တယ်လူတိုင်းမစင်းတာတော့မဟုတ်ပါဘူးမကောင်းမှုအကုသိုလ်တွေသိများတဲ့လူကြတခါတည်းဆင်းသွားတာပေါ့ဟိုတခါကြီးတယောက်ပြောတာလို့ပဲသူကအမြဲတမ်းမိုးဆိုးလုပ်ငန်းနဲ့အသက်မွေးတာလေသူကဘာပြောတော့ဆိုရင်သူတည်လို့ရှိရင်တဲ့တွင်းတူးပြီးတော့မမြုပ်နဲ့တဲ့မြေကြီးပေါ်ဒီတိုင်းမှောက်ချထားလိုက်သူကသူရဲဝင်သွားပါမယ်လို့ပြောတယ်ဆိုလိုတာကသူကအကုသိုလ်တွေလုပ်နေတာသူတည်ရင်တော့အောက်ပဲသွားမှာပဲလို့ပြောတဲ့သဘောပဲဟုတ်ကဲ့မိုက်တဲ့လူကလည်းအဲ့ဒါလောက်ထိအောင်မိုက်သွားတာနော်ပြင်ဖို့မစင်စားဘူးမြေကြီးတဲ့ရဲဝင်သွားမယ်တဲ့အဲ့တော့တွေ့တာမှုတွေကိုတစ်ခုပြီးတစ်ခုဖြည့်ရှင်းပြီးတော့သွားရမယ်ဤဘပေါ်တွေ့တာသလားဤဘပေါ်တွေ့တာကိုဖြုတ်ရမယ်တာမယာပေါ်တွေ့တာရင်လည်းတွေ့တာမှုမရှိအောင်ဖြုတ်ရမယ်ပစ္စည်းဥစ္စာတွေပေါ်တွေ့တာလားတွေ့တာမှုတွေကိုဖြုတ်ရမယ်တစ်ခုချင်းဖြုတ်သွားအောင်တွေ့တာမှုဆိုတာအလွန်ဆန်းတဲ့ဆိုးတယ်နော်ဒိဋ္ဌဆိုတဲ့ယန္တပါအကြောင်းအားလုံးကြားဖို့နေကြတာပဲသူညီမကနေပြီးတော့သင်္ကန်းကိုကောင်းမွန်မွန်ရက်လုပ်ပြီးတော့ချော်ချော်လေးရက်ပြီးတော့ပေးလိုက်တဲ့သင်္ကန်းလေးမနေ့ကျတော့ဝတ်မယ်ဆိုပြီးတော့အားတင်းထားမဝတ်ရသေးလို့ညကျတော့အစာမကြေတဲ့ယောဂနဲ့ပြန်တော်မူဒီသင်္ကန်းလေးပေါ်မှာဆွဲပြီးတော့တန်းဖြစ်နေတယ်ကြည်တွေ့တာမှုကဘလောက်ဆိုးတယ်ဆိုတာတိလားရှိတဲ့ယဟန်တော်အဲ့ဒီယဟန်ကတရားဓမ္မတွေကျင့်ကြံကြိုးကိုအားထုတ်နေတဲ့ယဟန်သို့တော့အတွေ့အတာသွားပြီးတော့တွေ့တာမိသည့်အတွက်ကြောင့်တန်းသွားဖြစ်တယ်အဲ့ဒီလိုတန်းသွားဖြစ်တော့သေသွားပြီဆိုရင်ဘုန်းကြီးတစ်ပါးပြန်တော်မူလို့ရှိရင်အဲ့ဒီဘုန်းကြီးပိုင်တဲ့ပစ္စည်းသည်မတ္တတဏကလို့ခေါ်တယ်သေတဲ့ပုဂ္ဂိုလ်ရဲ့ပစ္စည်းသည်တန်ခိကဖြစ်တယ်တန်ဃာတွေအားလုံးပိုင်ဆိုင်တယ်အဲ့တော့တန်ဃာတွေကဒိဋ္ဌယဟန်တော်ပြန်တော်မူသွားပြီပေါ့သူသင်္ကန်းလေးကြံရတဲ့အဲ့ဒီသင်္ကန်းကိုဝေပန္တိကပြုမယ်ဆိုတော့အဲ့တန်းကစိတ်ဆိုးလိုက်တာလေငါသင်္ကန်းဘာလို့ယူရမှာတော့ငါသင်္ကန်းဘာလို့ယူရမှာတော့ကြည့်တွေ့တာကိုအကြောင်းပြုပြီးဒေါသပါဖြစ်တယ်အဲ့ဒါကိုမြတ်စွာဘုရားကကြားလို့အဲ့ဒီသင်္ကန်းကိုမဝေဘာညာနဲ့အောင်ထားလိုက်အောင်9ရက်ဆိုတော့သူသင်္ကန်းလေးပေါ်မှာသူအေးဆေးဆေးနေတက်တန်းစိတ်တော့9ရက်ပဲသူကအသက်ရှည်တာကို9ရက်ပြည့်တဲ့အခါကျတေးပြီးတော့အေးဆေးဆေးအတွေ့အတာလွတ်တဲ့တာဝရိန္ဒနတ်ပြည်သူရောက်သွားတယ်တဲ့သူ့ရဲ့သီလစွမ်းအားကြောင့်တာဝရိန္ဒနတ်ပြည်ရောက်သွားတွေ့တာကသီလရဲ့အရင်လက်ဦးသွားပြီးတော့တန်ဘဝရောက်သွားတာကြောက်เสียအလွန်ကောင်းတယ်ဒါကြောင့်မို့အတွေ့အတာမထားပါနဲ့လို့ပြောပြရမယ်မတွေ့စေနဲ့တော့တွေ့ရင်အိမ်မောကမဆင်းဘူးဆိုဟုတ်တယ်ပစ္စည်းလည်းမတွေ့စေနဲ့ဘာမှမတွေ့စေရဘူးကိုယ်လည်းမတွေ့အောင်တတိထားရမယ်နော်တွေ့တာမှုဆိုတဲ့ဒီနိကံတိဟာအလွန်ဆိုးတယ်သောတာပန်ပုဂ္ဂိုလ်ဖြစ်အောင်တော့ဟုတ်အထက်မရောက်နိုင်ဘူးအတွေ့ရှိလို့ရှိရင်တွေ့တယ်ဆိုတာဆွဲထားတာပဲလေဆွဲထားရင်ဒီနေရာပဲပြန်လာမှာပေါ့ကြည့်ဗေဝိသာရမင်းကြီးဆိုတာလူတွေကြားဖို့နေတာအားလုံးဗေဝိသာရမင်းကြီးဟာဖះနဲ့တွေ့ချင်းပထမဆုံးအချိန်ဖះကြွလာတဲ့အချိန်တွေ့ချင်းတရားဓမ္မနာတော့သောတာပန်ဖြစ်သွားတယ်ဝေလူအောင်ဥယျာဉ်ကြီးနဲ့ကျောင်းတော်ကြီးကိုဆောက်လုပ်လှူဒန်းထားသူဖြစ်တယ်ရသက်ပံလည်းမြတ်စွာဘုရားကိုကိုးကွယ်စိတ်ကပ်သွားတဲ့ပုဂ္ဂိုလ်ကံကောင်းအကြောင်းမလားလို့နောက်ဆုံးမှာထောင်သွင်းအကျဉ်းချခံပြီးထောင်ထဲမှာလုံးကြံတပ်ဖြတ်ခံလိုက်ရတယ်လုံးကြံတပ်ဖြတ်မှုကြောင့်တော့သောတာပန်ဖြစ်နေသည့်အတွက်ကြောင့်သူကသောကတွေဒုက္ခတွေမဖြစ်ပါဘူးအဲ့ဒီအတွေ့အတာလေးကသူကအထက်နတ်ပြည်တွေဖြစ်နိုင်ရဲ့သားနဲ့ဘာသွားဖြစ်တယ်ဆိုစတုမာရိနတ်ပြည်ကဝိသောနတ်မင်းကြီးရဲ့အချမ်းအယံနတ်ဘလူးကြီးထဲမှာသွားဖြစ်တယ်ဒီအောက်တန်းကြဟုတ်ကဲ့စတုမာရိနတ်ဘုံဆိုတာနတ်ပြည်6ထပ်မှာအောက်ကျဆုံးနတ်ဘုံလေအဲ့ဒီနတ်ဘုံတော်မှာနတ်မင်းကြီးထဲမှာမဖြစ်ဘဲနဲ့လူတို့ကလူမင်းဖြစ်ပါလေရတဲ့နတ်ထဲမှာကျတော့နတ်မင်းမဖြစ်ဘဲနဲ့နတ်မင်းရဲ့အစေပါသွားဖြစ်တယ်ရှိစနဝတ္တပလို့ခေါ်တယ်သူနာမည်ကအာလာဝကတို့နဲ့တရံနဲ့ပေါ့အာလာဝကတို့ပုံနကတို့နဲ့တရံနဲ့နတ်ပြည်လူစစ်ဖို့ကြီးသွားဖြစ်တယ်ဘာဖြစ်လို့အဲ့လိုဖြစ်တာတော့ဆိုတာအဲ့ဒီဘဝကိုသူတွဲတာအရင်တော့ကလည်းအဲ့ဒီဘဝမှာဖြစ်ခဲ့တယ်9ကြိမ်ဖြစ်ခဲ့ဘူးတဲ့အဲ့ဒီဖြစ်ခဲ့ဘူးတဲ့နေရာကိုစိတ်ကပြန်ညွတ်တာတေကနေကြတော့တွေ့တာလိုက်သည့်အတွက်ကြောင့်
အထက်နတ်ပြည်တွေမှာမဖြစ်ဘဲနဲ့အောက်နတ်ပြည်မှာပဲပြန်ဖြစ်တယ်တဲ့အဲ့တော့လူဆိုတာပြန်ပြီးတော့မွေးရတယ်နော်တတိထားဒါတော့ဟုတ်မှာပဲဥက္ကံနေတဲ့လူကလည်းဥက္ကံပဲတွေ့မယ်ထင်တယ်ကြည့်ရလားဟုတ်ကဲ့ဒီတွေ့ရင်တော့ဒီပဲပြန်ဖြစ်ဖို့ရတာပေါ့အတွေ့အတာရှိနေဒီမှာပဲပြန်ဖြစ်တတ်တယ်နော်အာဟုသူတွေကြီးမရှိဘူးဆိုရင်ကုသိုလ်ကလည်းကြီးမရှိဘူးဆိုရင်ဒီမှာပဲပြန်ဖြစ်တတ်တယ်အဲ့ဒီအတွေ့အတာရဲ့သဘောဒါကြောင့်မို့အတွေ့အတာကိုတစ်ခုချင်းဖြုတ်ပါတဲ့မိဘပေါ်တွေ့တာတဲ့စိတ်ငဲတဲ့စိတ်မထားပါနဲ့သားသမီးတွေပေါ်မှာတွေ့တာတဲ့စိတ်ငဲတဲ့စိတ်မထားပါနဲ့ပစ္စည်းဥစ္စာတွေပေါ်မှာတွေ့တာတဲ့စိတ်ငဲတဲ့စိတ်တွေမထားပါနဲ့တဖြည်းဖြည်းချင်းဖြုတ်သွားလိုက်ပြီးတော့လူဘုံလူဘဝတွေ့တာတဲ့စိတ်မထားပါနဲ့ဒီတဲ့ကောင်းတဲ့ပေါ်မှာရွှေ့လိုက်စမ်းပါလူဆိုတာပစ္စည်းတွေဝယ်တဲ့အခါမှာရွေးတယ်မဟုတ်လားပစ္စည်းတွေမှာ၃-၄မျိုးတွေ့လို့ရှိရင်ရေးတယ်ဒါလေးကတော့ကောင်းသားပဲပထမရွေးလိုက်တယ်နောက်ဟိုဟာလေးမြင်တော့ဟိုဟာလေးကဓာတ်တဲ့ကောင်းတယ်ဆိုတော့ရွေးတော့ပြန်ပြောင်းပြီးတော့မယူဘူးလားပစ္စည်းတွေပြောင်းပြီးတော့ယူတယ်လို့ပဲအခုလဲစိတ်လေးကိုပြောင်းပေးတာလူဘုံနဲ့စတုမာတဲ့နတ်ဘုံကကောင်းတယ်လူဘုံကအတွေ့အတာတွေကိုဖြုတ်လိုက်ပါလူပြန်မဖြစ်ချင်စမ်းပါနဲ့နတ်ဖြစ်အောင်ကြိုးစားပါဟောအတွေ့အတာကနတ်ပြည်ပဲရောက်သွားတခါနတ်ပြည်မှာလဲစတုမာတဲ့နတ်တဲ့တာဝရိန္ဒာကပို့ချမ်းသာတယ်ဟောတာဝရိန္ဒာပေါ်မှာအတွေ့လေးကိုရွှေ့လိုက်တာဝရိန္ဒာပေါ်တွေ့တဲ့အတွေ့လေးကိုတခါတာဝရိန္ဒာတဲ့ပိုကောင်းတဲ့နတ်ဘုံကယာမနတ်ဘုံရှိတယ်ဆိုတော့ယာမနတ်ဘုံပေါ်တွေ့တာမှုကပြောင်းမသွားဘူးလားပစ္စည်းတွေချထားတဲ့အခါမှာဟုတ်လားတစ်ခုတည်းတစ်ခုကောင်းတဲ့ပုံမှာစိတ်ကရောက်သွားတယ်လို့ပဲယာမကနေတုတိတာကနေနေမာနရတိကနေပရနေမိတဝတ္တဝတိဟောနတ်ပြည်6ထပ်တစ်ခုချင်းပြောင်းပြီးကောင်းတဲ့ကောင်းတာတွေရွေးသွားလိုက်တာနောက်ဆုံးပဲရောက်တော့ဆိုဗြဟ္မပြည်ကပိုကောင်းတာပေါ့ဆိုဟောကဘာချီပြီးတော့အသက်ရှည်တယ်ဗြဟ္မပြည်ကပိုကောင်းတယ်ဆိုတော့ဗြဟ္မပြည်ကိုလည်းတွေ့တဲ့စိတ်လေးပေါ်လာတဲ့အခါကျတော့သူ့ကိုလည်းပြန်ဖြုတ်တယ်ဗြဟ္မဘုံဆိုတာလည်းပဲတဲ့အသက်ရှည်ပေမဲ့လို့မမြဲဘူးမခိုင်မြဲဘူးတနေ့ကြလို့ရှိရင်ပြောင်းလဲသွားအောင်မှာပဲအဲ့တော့အပြောင်းအလဲမရှိတာဘာလို့ဆိုရင်သက်ကာယនិရောဓခန္ဓာကိုယ်ကြီးလုံးဝချုပ်ငြိမ်းသွားတဲ့နိဗ္ဗာန်ပဲဟောနိဗ္ဗာန်ထိအောင်အတွေ့အထိဖြုတ်သွားပြီးနိဗ္ဗာန်ထိအောင်ပို့ပေးလိုက်အဲ့ဒီပုဂ္ဂိုလ်ဟာတည်ငါတခဏအားဖြင့်ကတော့ကြည်စဉ်းစားကြည့်သူလိုချင်တာဘာဖြစ်သွားတော့ဆိုရင်နတ်ပြည်ရောဗြဟ္မပြည်ရောပရမလိုချင်လာတယ်နောက်ဆုံးကြတော့အဲ့ဒီလိုချင်မှုတွေ့တာမှုတွေအလုံးချုပ်ပြီးတော့ခန္ဓာကိုယ်ကြီးချုပ်ရင်းတဲ့နိဗ္ဗာန်ကိုပို့မပြစ်လိုက်ဘူးလားအဲ့တော့သူ့စိတ်လေးကလွတ်မသွားဘူးလားအတွေ့အတာတွေအလုံးကလွတ်သွားတယ်အဲ့ဒီလွတ်သွားတဲ့အတွေ့အတာဟာတဲ့ယဟန္တာပုဂ္ဂိုလ်ရဲ့စိတ်ဓာတ်မျိုးလိုဖြစ်သွားပါတယ်လို့မြတ်စွာဘုရားဟုတ်ကဲ့လားအတွေ့အတာတွေတဖြည်းဖြည်းဖြုတ်သွားလိုက်တာဟာနောက်ဆုံးနိဗ္ဗာန်ထိအောင်စီမံချက်ထိအောင်ရောက်သွားပြီးတော့ရောက်ရှိသွားတယ်အဲ့ဒီတွေ့တာမှုတွေဟာယဟန္တာပုဂ္ဂိုလ်ရဲ့ကိလေသာအာသဝတွေကလွတ်သွားတဲ့အခြေအနေမျိုးနဲ့အခုဟာနဲ့အခြေအနေမျိုးနဲ့သွားမတူဘူးလားတဲ့တူတယ်နော်7ပါးသီလစောင့်တည်တဲ့အခါတောင်မြတ်စွာဘုရားကဒီလိုဟောတာရှိတယ်ယဟန္တာပုဂ္ဂိုလ်များသည်သူ့အသက်ကိုတတ်ခြင်းမှရာသက်ပံရှောင်တော်မူကြသည်ငါလည်းပဲဒီကနေ့သူများအသက်ကိုတတ်ခြင်းမှရှောင်ခြင်းဆိုတဲ့ဘာနာတိပါဒဝေရမဏိသိက္ခာပုဂ္ဂိုလ်စောင့်တည်ထားတယ်ဒီကနေ့ငါလည်းယဟန္တာလို့ကျင့်ရပြီလို့ကိုယ်စိတ်ထဲမှာနှလုံးသွင်းလို့ဥပောဒထသုတ်မှာဒီလိုဟောထားတာရှိတယ်ဘလွန်ကောင်းတဲ့စနစ်တင်ဟုတ်ကဲ့လားအဲ့ဒါလိုပဲအတွေ့အတာတွေကိုတဖြည်းဖြည်းဖြုတ်သွားလိုက်တာနောက်ဆုံးနိဗ္ဗာန်ရောက်သွားအဲ့ဒီနိဗ္ဗာန်ရောက်သည့်ထိအောင်စိတ်ဓာတ်လေးဟာတွေ့တာမှုတွေကလွတ်ကင်းသွားတဲ့အနေအထားမျိုးလေးဟာယဟန္တာပုဂ္ဂိုလ်တွေကိလေသာအာသောတွေကလွတ်သွားတဲ့အခြေအနေမျိုးလေးနဲ့သွားတူပါတယ်ဟောအဲ့ဒါလို့ထိအောင်အားပေးစကားပြောပြီးတော့ပုဂ္ဂိုလ်တွေကိုကူညီအချင်းချင်းမိတ်ဆွေသင်္ကားတွေကိုကူညီပေးပါလို့မြတ်စွာဘုရားကဒီသုတ်တံမှာဟောလို့ရင်ဖြစ်တယ်ဒါကြောင့်မို့တရားချက်ခင်သူတော်စင်ပြိဿအပေါင်းတို့သည်ဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့အားပေးစကားအမတန်အားငယ်နေတဲ့အချိန်ခါမျိုးမှာအားပေးစကားပြောတာနောက်ဆုံးနေ့အတွက်အားပေးစကားပြောသလိုပဲနေ့စဉ်လည်းပဲအားပေးစကားပြောရမှာပဲဟုတ်ကဲ့လားနေ့စဉ်ပြလဲအိုးနေတာမပူနဲ့နားနေတာလည်းမပူနဲ့သိရမှလည်းမပူနဲ့ကို့မှာငါမှပါရှိတော့
ရားကိုယုံကြည်တဲ့တရားတရားရှိတယ်တရားကိုယုံကြည်တဲ့တရားတရားရှိတယ်သံဃာကိုယုံကြည်တဲ့တရားတရားရှိတယ်ငါးပါးသီလငါးလုံးတယ်လို့ကိုယ့်ကိုယ်ရောအာမပေးတိုက်ဘူးလားအာပေးစကားကိုယ့်ကိုယ်ကိုလည်းပြောသူတစ်ပါးကိုလည်းပြောမိအောင်အတွက်ဓာတွေကိုလည်းတစ်ခုပြီးတစ်ခုဖြုံးနိုင်အောင်ဘယ်ပေါ်မှာငါသိတွဲနေတယ်လေကိုယ့်အကိုစဉ်းစားဟုတ်လားအဖိုးကြီးတွေဖွားကြီးတွေဆိုမြီးပေါ်တွဲသလားမေးကြည့်ပေါ့နော်တွဲလို့ရှိရင်မတွဲဖို့ကိုယ့်ကိုပစ္စည်းပေါ်တွဲရင်လည်းမတွဲဖို့မတွဲမိအောင်ကိုယ့်ကိုအတွေ့အတာတွေကိုတစ်ဖြည်းဖြည်းဖြုတ်ပြီးတော့နောက်ဆုံးအတွေ့အတာကင်းရနိဗ္ဗာန်ချမ်းသာထီအောင်ဥတည်ပြီးတော့သွားနိုင်အောင်ကျင့်ကြံကြိုးကိုအထောက်ကြရမှာဖြစ်ပါတယ်အတ္တတနံမစ္ဆုရာဇတ္တခိစေမစ္ဆုရာဇတ္တသေမိအတ္တတနံမမြင်ရယတ္တုခိစေသွားရောက်ရဤသွားရမယ်သွားချဆိုလို့ဆိုတဲ့အတိတ်ပဲနော်မှန်ပါပါဘုရားသေမိမမြင်တဲ့နေရာမရောက်မချင်းဘုန်းကြီးတို့တွေအန္တလဲလဲသေဆုံးခြင်းနဲ့ရင်ဆိုင်ကြရမှာပေါ့မှန်ပါပါဘုရားအဲ့လိုသေဆုံးခြင်းနဲ့ရင်ဆိုင်မှုကနေလွတ်မြောက်ဖို့အတွက်မြတ်စွာဘုရားကိုယ်တိုင်ကတဖွာဘဆုံးမဩဝါဒပေးတဲ့အနေအတ္တတနံမစ္ဆုရာဇတ္တခိစေသေမင်းမမြင်နိုင်တဲ့နေရာကိုသွားကြသေမင်းမမြင်နိုင်တဲ့နေရာသွားကြရမယ်သွားဖို့ကြိုးစားကြရမယ်တရားဓမ္မကျင့်ကြံကြိုးကိုအထောက်နေတဲ့ပုဂ္ဂိုလ်တွေဟာဘယ်သွားနေကြတာတော့ဆိုသေမင်းမမြင်ရအရက်ကိုသွားနေကြမှန်ပါပါဗျာသေမင်းမမြင်ရအရက်ကိုရောက်သွားပြီဆိုတဲ့ပုဂ္ဂိုလ်နောက်ထပ်သေမင်းကကိုယ်ရှာတွေ့မှာမဟုတ်တော့မှန်ပါပါအဲ့ဒါလို့သေမင်းရှာမတွေ့သည့်တိုင်အောင်သေမင်းကိုပုံကွယ်ရှောင်ရှားနိုင်ဖို့ဟာအမှန်တမ်းအရေးကြီးတယ်ပေါ့သေမင်းကိုပုံကွယ်ရှောင်ရှားနိုင်ခြင်းမရှိသေးသမျှကာလပတ်လုံးသေမင်းရဲ့လွှမ်းမိုးနှိမ့်ဆက်မှုခံကြရမှာဒီလိုသီလသမารိပညာအကျင့်သိက္ခာတွေနဲ့ပြည့်စုံတဲ့ဆရာတော်ဘုရားကြီးသိမင်းလည်းသေမင်းတို့ရနေရာဌာနမရောက်သေးသမျှကာလပတ်လုံးသိဆုံးခြင်းဆိုတာနဲ့ရှင်းဆိုင်ရတာပေါ့မှန်ပါပါဗျာဒါကိုတံဝေကယူချဒီတံဝေကရဲ့စွမ်းအားတွေကိုမိမိတို့ယင်ထဲမှာပြိုးပြီးတော့ဒီအစိမ်အဟောင်းတွေနဲ့သေမင်းမမြင်ရအရက်ကိုရောက်အောင်ခြိတက်ဖို့တွားရောက်ဖို့လိုအပ်တယ်ပေါ့မှန်ပါပါဥလိမတုံတွားရောက်နေဖို့လိုအပ်တယ်အပူရင်းတွားရောက်ဖို့လိုအပ်တယ်လမ်းကြီးမှာကြမ်းကြာနေဖို့မသင့်ဘူးကြမ်းကြာနေလို့ရှိရင်တကွေ့သေမင်းနဲ့တွေ့နေအောင်မှာပဲအဲ့ဒါကြောင့်မလို့မတွေ့ရအောင်သေမင်းနဲ့မတွေ့ရမယ့်အရာသေမင်းမမြင်နိုင်တဲ့အရာကိုသွားပါလို့မြတ်စွာဘုရားကဒေသနာတော်တွေမှာဒီတိုင်းနဲ့တိုက်တွန်းထားတာရှိတယ်နော်မှန်ပါပါဗျာအတ္တတနံမစ္ဆုရာဇတ္တကိစေအဲ့တော့သေမင်းဆိုတာဘု து ပြောနေတာလေသေမင်းမမြင်တဲ့အရာဆိုတာကြတော့ဘာလဲဘုန်းကြီးတို့နေနေတဲ့နေရာကသေမင်းမြင်နေတဲ့နေရာလားဘာကြောင့်သေမင်းမြင်တဲ့နေရာခေါ်တယ်လဲခန္ဓာရှိနေတဲ့လောကကြီးတစ်ခုလုံးဟာသေမင်းနဲ့ရင်ဆိုင်တိုးနေတဲ့နေရာတွေကြီးပဲမှန်ပါပါဗျာခန္ဓာရှိလျက်သေမင်းကိုရှောင်ကွင်းလို့မရခန္ဓာမရတော့ဘူးဆိုလို့ရှိရင်တော့သေမင်းရဲ့စက်ကွင်းကလွတ်ကင်းပြီလို့ပြောခန္ဓာဆိုတာခန္ဓာတစ်ပါးရှိလည်းမလွတ်ဘူး၄ပါးရှိလည်းမလွတ်ဘူး၅ပါးဆိုတာတော့မပြောနဲ့နော်ခန္ဓာတစ်ပါးရှိတဲ့တတ္တဝါတွေသေမင်းရဲ့မြင်ကွင်းကမလွတ်ဘူးခန္ဓာ၄ပါးရှိတဲ့တတ္တဝါတွေလည်းမလွတ်ဘူးခန္ဓာ၅ပါးလုံးရှိတဲ့တတ္တဝါတွေလည်းမလွတ်ဘူးခန္ဓာရှုထောင့်ကပြောရင်အာရဏဓာတ်ရှုထောင့်ကရှိအလုံးချုံကုန်ပြောရင်တော့ယုံနဲ့နံနှစ်ခုရုပ်ရှိတဲ့တတ္တဝါကြီးလည်းမလွတ်နိုင်ဘူးနာမ်ကြီးရှိတဲ့တတ္တဝါလည်းမလွတ်နိုင်ဘူးယုံနဲ့နှစ်ခုပေါင်းစပ်ထားတဲ့တတ္တဝါလည်းသေမင်းမမြင်ရအရက်ကိုမရောက်နိုင်နေဘူးတဲ့မှန်ပါပါဗျာအဲ့တော့လောကကြီးမှာကာမဘုံပဲဖြစ်ဖြစ်30ဘုံတွေကကာမဘုံပဲဖြစ်ဖြစ်ရူပဘုံပဲဖြစ်ဖြစ်အရူပဘုံပဲဖြစ်ဖြစ်30ဘုံလုံးဟာသေမင်းကလွတ်ကင်းတဲ့ဘုံဆိုတာမရှိနိုင်သေမင်းကလွတ်ကင်းတဲ့ဘုံမရှိနိုင်တဲ့အတွက်ကြောင့်
ရသော်ဗျာဒေသနာတစ်ခုမှာဟောထားတာရှိတယ်နော်နအန္တလိခေကောင်းကင်မှာနေလဲတေမင်းရဲ့စကွင်းမလွတ်ဘူးတဲ့တေးမှာပဲမှန်ပါပါနသမုဒ္ဒမစ္စေပင်လေအလေကောင်ရောက်နေလဲတေမင်းလက်ကမလွတ်ဘူးတဲ့နပပတနံဝိဝရံပဝိတတောင်ကောင်းနဲ့အောင်းနေလဲပဲမလွတ်ဘူးတဲ့31ဘုံတေဘူးမကကာမရူပအရူပလို့ဆိုရင်ဒီဘုံတွေမှာနဝိစတိသောဇဂတိပတိသောတေမင်းလွတ်တဲ့ဘုံဌာနအရရိတဆိုတာရှိကိုမရှိဘူးဒီလိုပြောတာအဲ့တော့ကိုယ်ဘယ်နေရာရောက်နေတယ်ဆိုတာကိုကိုယ်စမ်းစစ်ဖို့ပြောတာပေါ့တို့ရောက်နေတဲ့နေရာတေမင်းလွတ်ကင်းတဲ့နေရာဟုတ်ကလားလို့ဆိုမလွတ်တဲ့နေရာနော်မလွတ်တဲ့နေရာရောက်ယထထိတံနပတဟေယမစ္စုတေခြင်းတရားကသို့မဟုတ်တေမင်းကမနှိမ့်ဆက်နိုင်အောင်ရောက်နိုင်တဲ့နေရာဒီလောကကြီးထဲမှာမရှိဘူးတဲ့ဒီလိုပြောတာနော်မှန်ပါပါဗျာအဲ့တော့တေမင်းရဲ့နေရာလည်းမနာမချေတာဒါဖြင့်တေမင်းလွတ်ကင်းတဲ့နေမြေရောရှိရလားလို့ဆိုရှိတယ်လွယ်လွယ်နဲ့တော့မရောက်နိုင်ဘူးတဲ့အဲ့ဒီနေမြေမစ္စုဒေယသူ့ထုတ်တာအဲ့ဒီကိုရောက်ဖို့အရောက်သွားဖို့အမတမခက်ခဲတယ်သူ့ထုတ်တကဖြတ်ကျော်ဝင်ရောက်ဖို့အမတမခဲရင်းနဲ့မစ္စုဒေယတေမင်းရဲ့လွှမ်းမိုးအုပ်ချုပ်တဲ့နေရာကြီးဆိုတာပါတော့31ပုံပဲမှန်ပါပါခန္ဓာရှိတဲ့ပုံတွေအားလုံးဟာတေမင်းရဲ့လွတ်ကင်းတာတူမှမရှိမြတ်စွာဘုရားကိုယ်တိုင်ပဲ31ပုံထဲမှာပါဝင်နေတာဖြစ်တော့ကြောင့်တေမင်းမလွတ်ကင်းဘူးရှင်သာရိပုတ္တရာရှင်မမောက္ကလ31ပုံထဲမှာရှိနေတဲ့အချိန်တေမင်းရဲ့လက်တွင်းကမလွတ်ကင်းဘူးတဲ့ဒါတွေကဆင်ញင်စဉ်းစားကြည့်လို့ရတဲ့ကိစ္စဖြစ်ပေါ့နော်မှန်ပါပါဗျာဒါမှမဟုတ်31ပုံထဲမှာဆိုရင်တေမင်းရဲ့နှိမ့်ဆက်မှုကလွတ်ကင်းတဲ့ပုံဆိုတာမရှိဘူးလို့ဒီလိုဒေသနာတော်အရလည်းမှတ်ကြရတယ်တကယ်လည်းပဲလက်တွေ့အားဖြင့်လည်းပဲလွတ်ကင်းတာရှိလွတ်ကင်းနိုင်တဲ့ဒီချက်ကျော်ဖို့ကျော်လွန်ဖို့သူ့ပစ္စုဒိယလို့ဆိုတဲ့ကာမဘုံရူပဘုံအရူပဘုံတေဘူးမကဘုံ3ပါးတော့မဟုတ်31ဘုံခန္ဓာတွေနဲ့ဖွဲ့စည်းထားတဲ့ဒီဘုံကြီးကိုကျော်သွားဖို့ဆိုတာဒါကြီးကိုလွတ်မြောက်အောင်ကျော်ထွက်ဖို့ဆိုတာအမှန်တမ်းခဲနေမစ္စုဒိယသူ့ထုတ်တာခဲရင်နဲ့လို့ပြောတာမရောက်နိုင်ဘူးလို့ပြောတာမဟုတ်ဘူးမှန်ပါဗျာခဲရင်နဲ့ဖြတ်ကျော်ဖို့ခဲရင်နဲ့ဆိုဒါဖြင့်ဖြတ်ကျော်တဲ့နည်းစနစ်တွေရောမရှိဘူးလားဆိုရှိတယ်သူတေမင်းမမြင်ဟာကိုသွားမယ်ဆိုရင်ဘယ်လိုသွားမလဲမြတ်စွာဘုရားကိုယ်တိုင်ကတေမင်းမမြင်ရာဘုံဌာနတွေကိုလည်းတေမင်းမမြင်ရာနေရာတွေကိုလည်းပဲညွှန်ကြားပြတာဘယ်လိုသွားရမယ်ဆိုတာကိုလည်းညွှန်ကြားပြတာထားပါပဲအဲ့ဒီလမ်းကြောင်းကပဲသွားရတခြားလမ်းကြောင်းမရှိဘူးပေါ့နော်အဲ့တော့တေမင်းနဲ့ပြောနေကြတာဘယ်သူကတေမင်းလဲဆိုတဲ့အခါကျမြတ်စွာဘုရားရဲ့ဒေသနာတော်တစ်ခုကြည့်တန်ရုပ်ပါဠိတော်မှာခန္ဓာဝကတန်ရုပ်ပါဠိယောဘိခေရူပတ္တဥပ္ပါရောဒုက္ခတိတောဥပ္ပါရောရောဂဏံထိတိစရာမရဏတ္တပတုပါဟောခန္ဓာရလာတာတေမင်းရလာတာပဲမှန်ပါပါဗျအဲ့တော့တေမင်းနဲ့ဒီလိုတင်စားပြီးတော့သုံးတဲ့အခါမှာလူတွေကတေမင်းကအပြင်ကလာတာလို့ဒီလိုအောင်မိတ်ကိုရထားတဲ့ခန္ဓာကြီးကတေမင်းကြီးမှန်ပါပါဗျကိုရထားတဲ့ရုပ်ကိုရထားတဲ့ဝေဒနာကိုရထားတဲ့ပညာကိုရထားတဲ့သင်္ခါရကိုရထားတဲ့ဝိညာဏရုပ်ဝေဒနာသင်ညာသင်္ခါရလို့ဆိုတဲ့ဒီခန္ဓာ၅ပါးကိုကတေမင်းကြီးပဲဒါကြောင့်မို့ခန္ဓာ၅ပါးရလာခြင်းဒီပင်လင်စရာမရဏတ္တပါတုပါဝောတဲ့ကိုယ့်ရဲ့ဖွားဘက်တော်ကြီးပဲလေမှန်ပါပါတေမင်းကကိုယ်တေမင်းနဲ့ကိုယ်ပဲဟုတ်လားမှန်ပါပါတချို့ကပြောကြသေးတယ်အသက်မမေးနဲ့တဲ့တေမင်းကြားသွားမဆိုပြောသူကတေမင်းဖြစ်တခါတလေကြတော့ကလေးတွေပြောမင်းတို့တေမင်းမြင်ဘူးလားတေမင်းနဲ့ကြောက်စရာကောင်းတယ်ပြောမြင်ဘူးလား
မမြင်ဘူးတဲ့အေးသေမင်းမြင်ဘူးချင်းမှန်လေးတာထောင်ကြည့်လိုက်သေမင်းကတချို့သေမင်းကတဏှာလေးတွေလိမ့်ထားနော်မိတ်ကတိနဲ့အလှပြင်ထားတာလည်းရှိတယ်သေမင်းဆိုတာတခြားမှဟုတ်မှာမဟုတ်ပဲခန္ဓာ၅ပါးဟာသေမင်းပဲဒါကြောင့်မြတ်စွာဘုရားသုတ်တန်တစ်ခုမှဟောထားတယ်ဝဋ္ဌကံရူပံဝဋ္ဌကာဝေဒနာဝဋ္ဌကာသိညာဟောဝဋ္ဌကာသင်္ခါရဝဋ္ဌကံဝိညာဏံလို့သူကတတ်လက်တတ်တယ်ဒီလည်းတည်တတ်တယ်သူကိုယ်တိုင်ကလည်းတည်တတ်တယ်သူများကိုလည်းတတ်သွားတတ်တယ်ဒါကြောင့်မို့လို့ခန္ဓာ၅ပါးကိုသူတတ်သမားလို့ပြောတာအဲ့တော့သေမင်းဆိုတာလည်းသူပဲသူတတ်သမားဆိုတာလည်းသူပဲသေမင်းကတတ်တယ်ဆိုတာသူ့ကိုယ်သူလည်းတတ်တယ်သူများကိုလည်းဆွဲခေါ်ပါတယ်ဆိုပါတော့ရုပ်28ပါးအဲ့ဒီထဲမှာရုပ်စိတ်နိဗ္ဗာန်ရုပ်18မျိုးရှိတဲ့အထက်ဓာတ်ကြီးလေးပါးကိုအမိပြုပြီးတော့အားလုံးဟာရှိနေတယ်အဲ့ဒီထဲမှာပထဝီဓာတ်ကပြတ်သွားပြီဆိုလို့ရှိရင်ပထဝီဓာတ်တည်သွားပြီဆိုလို့ရှိရင်အာဘောတိသောဝါယောဇန်နေယုတ်တွေရောခေါ်ပြီးတော့သွားတာသူကသူတယောက်တည်းမသွားဘူးနာနေပါခေါ်သွားတာအကောင်ကျန်သွားတယ်လို့ဒီလိုပြောတာနော်ဒါကြောင့်မို့လို့တတ္တသူကဘယ်သူလဲဆိုခန္ဓာ၅ပါးပဲဘယ်သူကတတ်တာလဲဆိုခန္ဓာ၅ပါးတတ်သွားတာပဲသေမင်းဟာဘယ်သူလဲလို့မေးရင်ခန္ဓာ၅ပါးပဲပေါ့ဒါမို့ယောဘိကွေရူပတ္တဥပ္ပါရောဒုက္ခတိတောဥပ္ပါရောတို့တွေဘဝမှာရုပ်တရားရလာတာဘာရလာဘာဖြစ်လာတာတုံးဆိုဒုက္ခကြီးဖြစ်လာရောဂနံထိထိခန္ဓာကိုယ်ထဲမှာယောဂရလူတွေကတော့ပြောကြတယ်မသိရှာကြတော့ဘာယောဂမှမရှိဘူးဘာယောဂမှမရှိဘူးကျမ်းပါတယ်ကျမ်းပါတယ်မေးလိုက်လို့ရှိရင်ကျမ်းပါတယ်ယောဂမရှိဘူးကြီးပဲပြောတာပဲမေးကြည့်ပါလားပြောကြရတာပေါ့နော်ဟုတ်ပါဗျာထောင်းနဲ့လုံနိုင်သေးသမျှတော့ယောဂမရှိဘူးပဲပြောတာမရှိဘူးတော့မဟုတ်ရှိနေတာယောဂဆိုတာဘယ်သူခေါ်တာတော့ဆိုခန္ဓာ၅ပါးခေါ်တာပဲဒါမို့ယောဂနံထိတိမွေးလာကြတဲ့ယောဂရလာတာအဲ့ဒါကိုယောဂလို့မသိဘူးလေဟုတ်ပါဗျာယောဂလို့မသိဘူးဒီတဲ့ဆိုးလာမှယောဂလို့ထင်တာကိုဒါကြောင့်မို့မြတ်စွာဘုရားဟောထားတာလေယောဂနံထိတိတဲ့ရုပ်ရလာတာဟာရှင်းရှင်းပြောမယ်ဆိုရင်မျက်လုံးရလာတာမျက်လုံးဖြစ်ပေါ်လာတာဟာဒုက္ခဖြစ်ပေါ်လာတာနားဖြစ်ပေါ်လာတာဟာဒုက္ခဖြစ်ပေါ်လာနှာခေါင်းလျှာကိုဖြစ်ပေါ်လာတာဒုက္ခဖြစ်ပေါ်လာယောဂရလာတာအိုခြင်းနဲ့တည်ခြင်းပေါ်လာတာပဲဒီလိုဆိုလိုတာနော်ဒါကမြတ်စွာဘုရားတခင်ကိုရမြတ်ခိုးတော်တိုင်းခန္ဓာဝကတန်ရုပ်ပါဠိတော်တွေမှာဟောထားတဲ့စကားတွေပဲခန္ဓာဝကတန်ရုပ်တို့သလရဏဝကတန်ရုပ်ပါဠိတော်တို့ကြည့်မယ်ဆိုလို့ရှိရင်လူတဘာဝတွေကိုကွက်ကွင်းမြတ်စွာဘုရားရှင်းပြီးတော့ဟောထားတယ်ဒါကြောင့်ဟိုယောဂဆိုတာလေတခြားရှာမနေနဲ့ခန္ဓာ၅ပါးရှိရင်ယောဂပဲအိုခြင်းသိခြင်းဆိုတာလေတခြားသွားရှာမနေနဲ့ခန္ဓာ၅ပါးဒီအိုခြင်းသိခြင်းပဲဒါကြောင့်မို့လို့ခန္ဓာ၅ပါးရထားတဲ့ပုဂ္ဂိုလ်ဟာဘယ်သူမှမသိတဲ့ပုဂ္ဂိုလ်မရှိဘူးတဲ့သိမင်းဆိုတာအစွဲပြူးကြီးနဲ့ပြင်မဲ့ကလာတာမဟုတ်ဘူးတဲ့ကြောက်เสียမကောင်းဘူးသိမင်းကြီးရဲ့ကိုယ်နဲ့တူတူနေတာအမြဲတမ်းနော်မှန်ပါဗျာဖီလိန်ပြင်စင်အလှပြင်လို့မလီသူကျွေးမွေးထားတာကျွေးမွေးထားတာလေမှန်ပါဗျာကိုကျွေးထားတာပဲအဲ့တော့သိမင်းဆိုတာတခြားမဟုတ်ဘူးဆိုတာဒါဖြင့်ခန္ဓာ၅ပါးမလွတ်သေးသမျှသိမင်းမမြင်ရအရာတို့တွေမရောက်နိုင်ဘူးလို့ဒီလိုပဲမှတ်ရမှာပေါ့မှန်ပါဗျာခန္ဓာ၅ပါးဖြစ်ပေါ်နေသေးသမျှသိခြင်းတရားနဲ့ရင်ဆိုင်ရမယ်ပေါ့ဘဝဆိုတာခန္ဓာကြီးဆိုတာတေချာစဉ်းစားကြည့်လိုက်ကိုယ်ခန္ဓာကိုယ်လေးကိုပြန်ကြည့်မယ်ဆိုရင်သုတ္တန်တစ်ခုမှာမြတ်စွာဘုရားဟောထားတယ်အဋ္ဌိနံနဂရံကတံမန္တလောဟိတလေးပနံလူတော်ဘာကိုပုံဖော်ထားပုံလေးကိုကြည့်ဒီ
ယိုပရိသအင်္ဂေဟာအဋ္ဌိနံနဂရံကတံဆိုအယိုပရိသစကယ်တန်ပေါ့လူခန္ဓာကိုယ်ကတကယ်ကိုအယိုပရိသရှင်နဲ့အိမ်ဆောက်ထားလို့ရှိရင်အိမ်မှာလဲနော်တိုင်နေထုတ်တွေရက်မတွေနဲ့ဒီလိုဆောက်ထားတာမဟုတ်လားမှန်ပါဗျာလူခန္ဓာကိုယ်လည်းကြည့်အယိုးတွေနဲ့တိဆောက်ထားမှန်ပါဗျာအယိုးတွေအမာခံပြီးတော့ပြင်မကအယိုးတွေတစ်ခုနဲ့တစ်ခုပြုတ်ထွက်မသွားအောင်အကျော်တွေတို့အသားမြင်တွေတို့ဒါတွေနဲ့လှုပ်ပြီးတော့ပြင်မကအရေပြားလေးနဲ့အုပ်ပေးထားအထက်ထဲကျတော့ဘာတွေထည့်ထားတော့တမိုးရှိတာတွေညာထည့်ထားတယ်မအောင်မိတ်လေးနဲ့ယထဇရာသမစ္ဆုစမာနောမခောစဩဟိတောအဲ့ဒီအယိုးပရိသအင်္ဂေဟာကြီးဟာအထက်ထဲမှာဘာတွေရှိတုံးဆိုပိုခြင်းသဘောရှိတယ်သိမင်းကလည်းအဲ့ဒီအိမ်ထဲမှာပဲနေတာပဲဒီထဲမှာစိတ်ကောင်းမရှိလို့ရှိရင်ကျေစုကမ်းခြင်းတို့ကိုယ့်ကိုယ်ကိုထင်ကြီးခြင်းလို့ဆိုတဲ့ဒါတွေကပါလာတယ်မာနောမခောစဩဟိတောငါမသိဘူးလို့ထင်တယ်ငါကြမ်းပါတယ်လို့ထင်တယ်ကိုယ်အည်ချင်းနဲ့ကိုယ်အည်သွေးအထင်ရောက်ပြီးတော့နေတာမျိုးပေါ့နော်မက္ခကျေစုတရားကဏ္ဍတယ်ဟောခန္ဓာကိုယ်ထဲမှာခန္ဓာကိုယ်ကြီးကလည်းကျေစုကဏ္ဍမှန်နေမနဲ့မိုးလင်းတွေကဘယ်သူလုံနေတာတော့လို့သေချာစဉ်းစားကြည့်ကိုယ်နဲ့နည်းနည်းခွဲကြည့်လိုက်မနဲ့အိယာထားတာနဲ့ဘသူရဲ့ဝေယဝိသတွေတို့လုံတာတော့ထင်တယ်လူတွေကတော့အမလီဒီပြန်ဟာတွေဝေယဝိသလုံတယ်လို့ထင်တာမဟုတ်ဘူးခန္ဓာရဲ့ဝေယဝိသလုံပြီးနေရမှန်ပါပါမျက်နာသိရတယ်သွားတိုက်ရတယ်အမလီကော်ဖီလေးဖြော်တိုက်ရသေးတယ်မနဲ့စောစောဆိုကော်ဖီလေးနဲ့မတင်းတိမ်ရင်ဒီပြန်ဟာလေးပါကျွေးရသေးတယ်မှန်ပါပါဘယ်သူပြုစုနာတော့ဆိုသိမင်းကြီးကိုပြုစုနာလို့ပဲမြင်လို့ရတာပေါ့မှန်ပါဗျာတကယ်တဘာဝအဲ့တိုင်းပဲတကယ်ကအဲ့လိုပြုစုပြီးတော့နေတာဒီထဲမှာကိုမွေးထားတာကကိုပြန်တတ်တာပဲကြာတော့ဒီအိဗယ်လေးတွေကိုစဉ်းစားဆင်ခြင်ပေးတာဟာလည်းပဲဒါ contemplation လို့ခေါ်တယ်အနုပဒနာဆင်ခြင်သုံးသပ်မှုကပစ္စောဝခဏဘဟုပကာရာကျေးဇူးအလွန်တရာများတယ်ဆင်ញင်သုံးသပ်မှုတွေရှိရခန္ဓာကိုယ်ကြီးရဲ့သဘာဝကိုဆင်ញင်သုံးသပ်ပေးရအဲ့ဒါလို့ဆင်ញင်သုံးသပ်ပေးခြင်းအဖြစ်အမှန်မြင်နိုင်တဲ့အသိဉာဏ်တွေဟာတဖြည်းဖြည်းချင်းရင့်တန်လာတာပေါ့မှန်ပါပါဗျာကြည့်လေရှင်စုလပန်အလောင်းဘယင်ကြီးမျက်နှာမှာချွေးထွက်တဲ့အခါကျတော့အိုးကလေးနဲ့တုပ်လိုက်ပြီးတော့ဒီခန္ဓာကိုယ်ကြီးကြောင့်အမှန်တန်ဖြူပွေးတဲ့အိုးကလေးကညစ်ပေသွားပါလားဒီဆင်ញင်မှုလေးကရှင်စုလပန်ဘဝမှာဝိပဿနာဉာဏ်ရဖို့အတွက်ကြီးမားသောအထောက်အကူတစ်ခုဖြစ်သွားတယ်လေမှန်ပါပါဗျာမြတ်စွာဘုရားကိုယ်တိုင်ကဘဝပိုင်းလေးပေးပြီးကမ္မထာရှုခိုင်းတာအဲ့ဒါနဲ့ဆက်ပေးတာပဲမှန်ပါပါဗျာအဲ့ဒါနဲ့ဆက်ပေးလိုက်တာဒါကြောင့်မို့ဘုရားကဘဝပိုင်းလေးပေးလိုက်တာကတမာရီထူထောင်မှုပေးတာတမာရီထူထောင်ပြီးတော့ဝိပဿနာကူးတဲ့အခါမှာလည်းပဲဒီဘဝပိုင်းလေးပေါ်မှာရှုမြင်သုံးသပ်ခဲ့တဲ့ contemplation ပေါ့နော်အဲ့ဒါကအထောက်အကူဖြစ်စေတာဒီတစ်ချိန်တစ်ခါဖြစ်ခဲ့ရတဲ့ဒီအသိဉာဏ်လေးဟာပျောက်ပြယ်သွားတာမဟုတ်ပျောက်ပြယ်ပြီးတော့မသွားပျောက်ဆုံးသွားတာမဟုတ်ခုခေတ်လို့ဆိုရင် online ဖြစ်သွားနော် online ဖြစ်နေတယ်ပျောက်ပြယ်မသွားဘူးဒါကြောင့်မို့လို့ဆင်ញင်သုံးသပ်မှုကမတ္တမအရေးကြီးတယ်ဆင်ញင်သုံးသပ်ပြရမယ်ကိုယ့်ကိုအမှတ်တမဲ့မနေနဲ့မှန်လေးကြည့်ပြီးရင်လှတယ်လို့မတွေးနဲ့မှန်လေးကြည့်ရင်အော်ငါအိုသွားပြီငါရောဟာမနေတကယ်နဲ့မတူဘူးလို့ဒီလိုဆင်ញင်သုံးသပ်ပေးလို့ရှိရင်တနေ့တစ်ချိန်ကျတော့ဝိပဿနာဉာဏ်ရဲ့အထောက်အကူတွေအများကြီးဖြစ်မှာပါပဲမှန်ပါဗျာဒီရှင်စုလပန်ဖြစ်ပုံလေးဟာဒါတကယ်စာလာပေးလာစကားတစ်ခုပဲဘဝပိုင်းလေးပေးတာကဩရတကတိုင်းရှုကိုပေးတာဒီဒိဋ္ဌိကဘယ်မှာထင်ရှားလဲလို့ဆိုရင်ရှင်စုလပန်ရဲ့အတိတ်ဝတ္ထုတွေကိုဖော်ပြတဲ့နေရာသူဟာအတိတ်ဘဝတုန်းကဩရတကတိုင်းပေါ်မှာလေ့ကျင့်လုပ်ခဲ့တယ်အဲ့ဒါနဲ့ဝါသနာဘာဂီဆိုတာမြတ်စွာဘုရားဆက်ပေးတာကျမ်းပုဂ္ဂိုလ်တွေကတော့မမြင်နိုင်ဘူးပေါ့မှန်ပါပါဗျာမြတ်စွာဘုရားရဲ့အာတယာနုတ္တယဉာဏ်တရားတွေရဲ့အတွင်းစရက်ပါလာတဲ့အစွဲဒါတွေကိုမြတ်စွာဘုရားကတော့နှိုင်းနှဲချွတ်ချွတ်သိတော့သူ့အတွက်ကမ္မထမ်းရှာတဲ့အခါဟောဩရတကတိုင်းနဲ့တမာရီထူထောင်ပေးမယ်ကမ္မထအချက်စပြီးတဲ့အခါမှာ
ဟောဒီဘဝလေးတုတ်ပြီးတော့ဘဝလေးကနေပြီးတော့ခန္ဓာကိုယ်ရဲ့အညစ်အကြေးကြောင့်ခန္ဓာကိုယ်အညစ်အကြေးကြောင့်ဘဝလေးမဲသွားတယ်လို့ဆိုတာခန္ဓာကိုယ်ပေါ်မှာအပြစ်မြင်သွားတဲ့သဘောလေးပဲအဲ့ဒါလေးနဲ့မြတ်စွာဘုရားကဆက်ပေးလိုက်တာဆက်ပေးလိုက်တဲ့အခါကျတော့သူ့ရဲ့ဩရတကတိုင်းပေါ်မှာရှုနေတဲ့တမာရီစွမ်းအားတွေဟာတမတ်ကောင်းလာတာဘဝလေးမဲသွားတာကိုကြည့်ပြီးဩအညစ်အကြေးတွေဘဝလူးတော့ပါလားလို့ဆိုတဲ့အချိန်မှာမြတ်စွာဘုရားကအေးအဲ့ဒါတင်အညစ်အကြေးလို့အောက်မေ့မနေနဲ့မင်းစိတ်ထဲမှာရာဂတွေရှိတယ်ဒေါသတွေရှိတယ်မောဟတွေရှိတယ်အဲ့ဒီအညစ်အကြေးရမှာတကယ်အညစ်အကြေးအဲ့ဒါတွေပယ်ဖို့ကြိုးစားဆိုဟောလမ်းတဲ့ပေးလိုက်တာねချက်ချင်းပဲရဟန္တာဖြစ်သွားတာလေမှန်ပါဗျာဒါရီကအထောက်အကူတွေအများကြီးဖြစ်တယ်ဒါကြောင့်မို့ဆင်ញင်သုံးသပ်မှုလေးတွေကလုပ်ပေးရတယ်လို့ဒီလိုပြောတာနော်မှန်ပါဗျာအဲ့တော့ contemplation ဆိုတာသိအရေးကြီးတယ်ပေါ့ဒါကြောင့်မို့ဆင်ញင်သုံးသပ်ပြီးတော့ပေးရတယ်ခန္ဓာ၅ပါးရှိနေသည်တမျှကာလပတ်လုံးသိခြင်းတရားကမလွတ်ဘူးဆိုတော့ဒါဖြင့်သိမင်းမမြင်ရတော့သွားကြမယ်ဆိုဘယ်လိုသွားမလဲသွားကြမယ်သွားဖို့ကြိုးစားတယ်ဆိုတော့ဘယ်လိုနည်းနဲ့ကြိုးစားရမလဲမြတ်စွာဘုရားရဲ့တရားတော်ဟာမတမရှင်းလင်းပါတယ်အဲ့တော့ဘုရားဟောတဲ့ဒေသနာတော်လေးတွေနဲ့ကြည့်ရအောင်ဒေသနာတော်လေးကဟောထားတဲ့ဒေသနာတော်ကပုဂ္ဂိုလ်အလိုက်ဇေယိုက်နဲ့ကိုက်အောင်မြတ်စွာဘုရားကဟောထားတာသို့တော့ဘယ်လမ်းကြောင်းပဲဖြစ်ဖြစ်မက္ခိရှိပါလမ်းကြောင်းကသွားတာကြီးပဲအကုန်မှန်ပါဗျာလက္ခုဏကပရိယမထေနဲ့ပတ်သက်ပြီးတော့ဥဒန်းစကားအနေနဲ့မြတ်စွာဘုရားကတေမင်းမမြင်တဲ့နေရာဘယ်လိုသွားမလဲဆိုတာလေးကိုဟောထားတာရှိတယ်နော်မှန်ပါဗျာဘုရားဟောတဲ့ပါဠိစကားလုံးလေးတိုင်းတချို့ဟာထည့်ပြီးတော့မှတ်သားကြထိတေနကာယေနထိတေနစေတတာထိတေနကာယေနထိတေနစေတတာဆိုတာတခြားအောင်ပြောတာမဟုတ်ဘူးကာယကံမှုကျူးလွန်မှုလည်းမရှိဘူးကာယကံမှုသီလလုံခြုံတယ်လို့ပြောတာထိတေနစေတတာဆိုတာအကုသိုလ်တွေမဖြစ်အောင်ထိမ့်သိမ်းဆော့ရှော့ထားတဲ့ကာယကံမှုရှိတယ်နောက်တနည်းဒီကာယနဲ့ပတ်သက်လာတဲ့အကုသိုလ်မဖြစ်လာအောင်ထိမ့်သိမ်းဆော့ရှော့သီလဆိုလိုတာကသီလံသာသနာတအာဓိလို့ဆိုရင်တည်းမြတ်စွာဘုရားတရားတော်ရဲ့လုပ်ငန်းစပြီဆိုရင်သီလပဲစရတာမှန်ပါပါအားလုံးဟာသီလပဲစအဲ့ဒါကြောင့်သီလကိုအရေးမပါဘူးလို့ထင်ကောင်းထင်တယ်မဟုတ်ဘူးသီလဘယ်အတွက်အရေးပါတာတုံးဆိုတမာတိပဲအရေးပါတယ်တမာတိကဘယ်အတွက်အရေးပါတာတုံးဆိုပညာအတွက်အရေးပါတယ်ဒါဖြင့်သီလကနေဆက်သွယ်ပြီးတော့တမာတိကိုဘယ်လိုအထောက်အကူပြုတာတုံးဆိုမြတ်စွာဘုရားထိုထိုသုတ်တန်နေမှာဟောတာအမတန်မှရှင်းတယ်သီလရှိလာပြီဆိုရင်အနဝိဇ္ဇဒုက္ခအပြစ်ကင်းတဲ့ချမ်းသာတစ်ခုရတယ်လူဆိုတာအပြစ်ရှိလို့ရှိရင်စိတ်ပူတယ်လေမှန်ပါပါဗျာကိုယ့်ကိုသိတယ်သူများမသိတာသာထားကိုလို့တာသူများကတော့အကုန်သိချင်မှသိမယ်နော်ကိုယ့်ဘာကိုသိနေသည့်အတွက်ကြောင့်ကိုယ်စိတ်ထဲမှာကိုယ့်ဘာကိုဟန်တာလုံးနေရကိုယ့်အကြောင်းကိုသိတယ်ဆိုတော့သီလံအဝိပတိတာရယသီလရှိပြီဆိုရင်အဲ့လိုဟန်လုတ်တရုပ်ဆောင်နေစရာမလိုဘူးစိတ်ကိုရှင်းနှလုံးမตายာမှုဆိုတာမရှိဘူးနှလုံးตายရတယ်လို့ဒီလိုပြောတာနော်မှန်ပါဗျာစိတ်နှလုံးကตายရတယ်စိတ်နှလုံးตายတာကဘယ်ကိုတည်ဆောင်သွားတော့ဆိုအဝိပတိတာရောပါမောဇ္ဇထာယစိတ်နှလုံးตายပြီဆိုရင်သူကဝမ်းသာတယ်ဟုတ်တယ်လေကိုယ်တိလာလေးကိုအောင်ပြုဝမ်းသာတော့ဘာဖြစ်ပီတိဖြစ်ပီတိဖြစ်တော့ဘာဖြစ်တော့ကိုယ်စိတ်ငြိမ်းချမ်းမှုဆိုရယ်ပတ္တတိလာကိုယ်စိတ်ငြိမ်းချမ်းမှုပတ္တတိလာတာနဲ့ဒုက္ခဆိုတာစက်တိုင်လာဒါတွေကရှောင်လွဲလို့မရတဲ့အကြောင်းနဲ့အကျိုးတွေပဲမှန်ပါပါဗျာဒုက္ခလာတဲ့အခါဘာဖြစ်တော့ဆိုဒုက္ခိနောစိတ်တံသမာဓိယတိကိုယ်စိတ်ချမ်းသာလာတဲ့ပုဂ္ဂိုလ်စိတ်လေးကငြိမ်တယ်လေစိတ်တည်ငြိမ်မှုရလာတယ်လို့ဒီလိုပြောတာသမာဓိယဆိုလိုတာကသီလကသမာဓိဖြစ်ဖို့ပဲထောက်ဖို့အများကြီးပေးတယ်ဆိုတဲ့အဓိပ္ပာယ်ရမှန်ပါပါဗျာဒါကြောင့်မို့မဂ္ဂင်၈ပါးထဲမှာမြတ်စွာဘုရားသီလကိုရှေ့ဥစွာသီလကိုထည့်ပြီးတော့မဂ္ဂင်၈ပါးကိုဖွဲ့စည်းတဲ့အခါမှာသီလပါထည့်ဖွဲ့စည်းတာ
တမာရိရလာရင်တမာရိကဘာကိုဖြစ်စေတာလို့ဆိုတမာရိရှိပြီဆိုရင်တမာဟိတောယထာဘုဒ္ဓံဇာနာတိပတ္တိယထာဘုဒ္ဓဉာဏတဒနာအမှန်မြင်မှတွေ့တာမှုဆိုပယ်လို့ရတယ်အမှန်မမြင်သေးသမျှအမှားနဲ့တွေ့နေအောင်ပါပဲဒါကြောင့်မို့လို့တမာရိရှိလာပြီဆိုရင်ယထာဘုဒ္ဓဉာဏတဒနာဖြစ်လာရောဒီလိုအထောက်အကူပြုတယ်ဒါကြောင့်မို့သီလဟာအရေးကြီးတယ်လို့ဒီလိုပြောတယ်ကောင်းပြီဒီမှာမြတ်စွာဘုရားကဥဒ္ဒံပါဠိတော်မှာဟောတဲ့ဒီစကားထိတေနကာယေနကိုရိလျောက်အနေနဲ့ကိုချင်းသီလပြည့်စုံတယ်ကိုချင်းသီလပြည့်စုံတယ်ဒါကတပိုင်းကပြောမယ်ဆိုရင်နံပါတ်1သေမင်းမမြင်ရကိုသွားဖို့ကြိုးစားပြီဆိုလို့ရှိရင်သီလဝိတ္တုကိုချင်းသီလစင်ကြယ်အောင်ကြိုးစားရမယ်လို့ဒီလိုပြောတယ်မှန်ပါပါဗျာကာယကံဝစီကံစင်ကြယ်အောင်လုပ်ရမယ်သီလဝိတ္တုဖြစ်လာထိတေနစေတတာဆိုတာစိတ်တည်ငြိမ်မှုပြောတာအဲ့တော့စိတ်တည်ငြိမ်မှုဆိုတဲ့နေရာမှာနှမျိုးရှိတယ်ပေါ့တပ္ပရကျင့်စဉ်ကျင့်လို့စိတ်တည်ငြိမ်မှုဟာဥပ္ပစာရသမာဓိနဲ့တည်ငြိမ်တာရှိတယ်အပ္ပနာသမာဓိနဲ့တည်ငြိမ်တာရှိတယ်ဥပ္ပစာရသမာဓိအပ္ပနာသမာဓိရလာပြီဆိုလို့ရှိရင်စိတ်တဝိတ္တုစိတ်ဖြူစင်သွားပြီလို့ပြောတာသီလဖြူစင်ပြီးရင်စိတ်ဖြူစင်ဒီနှစ်ခုကိုဒီမှာရည်ညွှန်းပြီးတော့ထိတေနစေတတာတည်ငြိမ်နေတဲ့တမာရီရှိတဲ့စိတ်တို့ဒီလိုဆိုလို့တာပေါ့မှန်ပါပါဗျာအဲ့လိုမဟုတ်ဘဲနဲ့ဝိပဿနာကျင့်စဉ်ကိုတိုက်ရိုက်သွားပြီဆိုတဲ့အခါကျတော့ခဏိကတမာရီနဲ့သွားတာခဏိကတမာရီနဲ့စိတ်တည်ငြိမ်မှုရအောင်နာဟိခဏိကတမာရီဝိနာဝိပဿနာနာမတံဘဝတိတဲ့ခဏိကတမာရီမပါဘဲနဲ့ခဏိကတမာတိဖြစ်စိတ်တဝိတ္တုဖြစ်အောင်မလုပ်ဘဲနဲ့ဝိပဿနာဆိုတာမဖြစ်ဘူးတဲ့မှန်ပါဗျာတော့အပ္ပနာတမာတိဥပ္ပစာရတမာတိအပ္ပနာတမာတိနဲ့စိတ်တဝိတ္တုဖြစ်အောင်လုပ်ရင်လုပ်မလုပ်ဘူးဆိုရင်ခဏိကတမာတိနဲ့စိတ်တဝိတ္တုဖြစ်အောင်လုပ်အောင်လုပ်မှဝိပဿနာဆိုတာဖြစ်တယ်ဆိုလိုတာကတမာတိမပါဘဲနဲ့ဝိပဿနာမဖြစ်ဘူးလို့ပြောလိုတာပဲမှန်ပါဗျာထို့သောသုတ္တန်အိမ်မှာလည်းမြတ်စွာဘုရားဟောတယ်လေတမာဟိတောယထာဘုဒ္ဓံဇာနာတိပတ္တိတမာရိရှိတဲ့ပုဂ္ဂိုလ်ဟာယထာဘုဒ္ဓသိတယ်မြင်တယ်ဉာဏ်ကိုပြောတာသိတယ်ဆိုတာဉာဏ်ရဲ့လက္ခဏာမြင်တယ်ဆိုတာဉာဏ်ရဲ့အစွမ်းဒီနှစ်ခုခွဲခြားပြီးတော့အမြဲတမ်းပြောလို့ရှိတယ်သိတာကဉာဏ်ရဲ့ကိစ္စဉာဏ်ရဲ့လက္ခဏာနော်သိခြင်းကဉာဏ်ရဲ့ကိစ္စသူ့ရဲ့အစွမ်းအစကမြင်တယ်ဒါကြောင့်မို့သိတယ်မြင်တယ်အဲ့ဒီမှာဘယ်နေရာဟောမြတ်စွာဘုရားရဲ့ဒီကျင့်စဉ်ဒီတိုင်းနဲ့သွားတာပဲအကုန်လုံးစကလုံးလေးပြောင်းရင်ပြောင်းမယ်ကျင့်စဉ်တူတူပဲထိတေနကာယေနသီလဝိတ္တုကိုဟောတယ်ထိတေနစေတတာစေတဝိတ္တုကိုဟောတယ်သီလဝိတ္တုစေတဝိတ္တုရှိလာပြီဆိုလို့ရှိရင်ဘာလို့တိဋ္ဌံနိသိဏောဥဒဝါတယာနောဧတံတတိံဘိက္ခုအဋ္ဌာနောတတိပဒံကျင့်စဉ်တစ်ခုနဲ့ကြိုးစားတဲ့တတိကိုဥတည်ပြီးတော့ပြောတာတတိပဒံဆိုတာတတိတစ်ခုတည်းကိုဆိုလိုတာမဟုတ်ဘူးမဟာတတိပဒနာတုတ်ထဲမှာကြည်အာတာပိတမ္ပဇာနောတတိမှာအရေးကြီးတဲ့အင်္ဂါရပ်တွေဆိုလိုတာကတော့မဂ္ဂင်၈ပါးပါပဲမဂ္ဂင်၈ပါးတဲ့ကကာရပကမဂ္ဂင်ဆိုတာသမ္မာဒိဋ္ဌိရဲ့သမ္မာသင်္ကပ္ပရဲ့သမ္မာဝါယာမရဲ့သမ္မာတတိသမ္မာသမာဓိဒီ၅ခုအလုံးလုံးနေတာဝိပဿနာကျင့်နေရလို့ပြောတာမှန်ပါဗျာဝိပဿနာကျင့်နေလို့ရှိရင်ဒီ၅ခုဖြစ်ကိုဖြစ်နေရမှန်ပါဒီ၅ခုကအလုံးလုံးတာအလုံးလုံးနေတဲ့အခါမှာတခါတရံသမ္မာဒိဋ္ဌိကလွန်ကဲခြင်းလွန်ကဲမယ်သမ္မာသင်္ကပ္ပကလွန်ကဲခြင်းလွန်ကဲမယ်သမ္မာဝါယာမတို့ဒါတွေကလွန်ကဲခြင်းလွန်ကဲမယ်သမ္မာတတိကတော့လွန်ကဲတယ်လို့မရှိဘူးသမ္မာသမာဓိကလွန်ကဲခြင်းလွန်ကဲလိမ့်မယ်အားလုံးဟန်ချက်ညီတခုတည်းလို့ဖြစ်သွားပြီဆိုလို့ရှိရင်ဒါအောင်မြင်ပေါင်းရောက်သွားတယ်လောကုတ္တရာမက္ခအဆင့်ရောက်သွားမှာပေါ့ဒီမဂ္ဂင်၈ပါးမှန်ပါပါဗျာဟန်ချက်မညီသေးဘူးသူကိစ္စသူဆောင်ရွက်နေကြသေးတယ်တစားစီတစ်ခုစီဆောင်ရွက်နေကြသေးတယ်ဆိုရင်တော့ဝိပဿနာမက္ခပဲပုပ္ပဘာကမက္ခလို့ခေါ်တာပေါ့ဒါကြောင့်မို့ဒီမှာ
ဒီဥဒ္ဒံပါဠိတော်မှာတော့မြတ်စွာဘုရားထိုင်ရင်ဖြစ်စေရပ်နေရင်ဖြစ်စေထိုင်ရင်ဖြစ်စေလျောင်းနေရင်ဖြစ်စေမြည်သည့်ဥရိယာပုံနဲ့ပဲဖြစ်ဖြစ်ဧတံတတိန်ဘိက္ခုဒိဋ္ဌာနောသီလသမารီပြည့်စုံပြီးတဲ့နောက်သို့မဟုတ်သီလဝိတ္တုစိတ်တဝိတ္တုရှိပြီးတဲ့နောက်အဲ့ဒီစွမ်းအားတွေယူပြီးတော့ကမ္မထာအာယုန်တစ်ခုပေါ်မှာစိတ်ကိုစူးစိုက်ထားဒါမဟာစိတ်ဆရာတော်ဘုရားကြီးတို့ကျေးဇူးရှင်တတ္တမရန္တိဆရာတော်ဘုရားကြီးတို့ဒါဟောနေတဲ့တရားတွေပဲအကုန်လုံးမှန်ပါပါမြတ်စွာဘုရားဟောထားတဲ့အတိုင်းပဲဟောကြတာပဲနော်မှန်ပါပါအဲ့ဒါကိုစွတ်စွတ်မြင့်မြင့်အားထုတ်တဲ့အခါမှာတဲ့ယလကပါလဲဆိုလဘေထပုပ္ပပရိယဝိသေတပုပ္ပပရိယဝိသေတဆိုသမထကျင့်စဉ်တစ်ခုကိုကျင့်မယ်ဆိုလို့ရှိရင်ကြည့်စတင်ပြီးတော့ကျင့်လိုက်တဲ့အချိန်ကတမာတိလေးရလာသီလဝိတ္တုဖြစ်လာတယ်ဥစ္စာရတမာတိရတယ်အဲ့ဒီကနေဆင့်တက်လာတဲ့အခါပထမဇန်ဒုတိယဇန်တတိယဇန်နောက်ဆုံးမှာနေဝတင်ညာနာတင်ညာရဏဇန်လို့ဆိုတဲ့အဆင့်မြင့်တဲ့ဇန်ဖြစ်အောင်ရောက်သွားတယ်ဒါပုပ္ပပရိယဝိသေတပဲရှေးကတဲ့နောက်ဟာထူးလာအဆင့်ဆင့်တက်လာရှေးကထူးတဲ့တရားတဲ့နောက်ကထူးတယ်ပထမဇန်နဲ့ဒုတိယဇန်ကထူးတယ်ဒုတိယဇန်နဲ့တတိယဇန်ကမြင့်လာတယ်ထူးခြားတယ်တတိယဇန်နဲ့သုတ္ထဇန်ကမြင့်လာဟောဒီလိုပုပ္ပပရိယဆိုရှေ့နောက်မတူတော့အဲ့ဒါလို့မဟုတ်ဘဲနဲ့ဝိပဿနာကျင့်စဉ်နဲ့သွားမယ်ဆိုလို့ရှိရင်နာမရူပပရိစ္ဆေဒဉာဏ်ကနေတက်လာပထမနာမရူပပရိစ္ဆေဒဉာဏ်ရအဲ့ဒီနောက်ကျတော့ပစ္စယပရိက္ခအကြောင်းဥပ္ပါတွဲဖက်သိလာအဲ့ဒီနောက်ကျတော့မမြဲတဲ့သဘောတွေတာမညလက္ခဏာလို့ဆိုတဲ့အိဋ္ဌဒုက္ခအနတ္တဆင်ញင်သုံးသပ်နိုင်တဲ့စွမ်းရည်တစ်ခုရလာဟောထူးလာအဲ့ဒီကနေတဆင့်တက်သွားတော့ပစ္စုပန်ဆက်ဆက်မှာဖြစ်မှုပြမှုကိုရှုမြင်သုံးသပ်နိုင်တဲ့ဥရိယပြညာရအဲ့ဒီကနေတဆင့်တက်လာတဲ့အခါကျတော့ပြမှုပေါ်ခြုံမိငုံမိသိသွားတဲ့ဘင်္ဂညာဟောအနိစ္စရဲ့စွမ်းကုန်ဘင်္ဂောအနိစ္စတယပရမကောတိတဲ့နောက်ဆုံးဆင့်ရောက်အဲ့ဒီကနေပြီးတော့ဉာဏ်ဉာဏ်သေးတွေဟာအမြင်တွေထူးခြားလာပြီးတော့ကြောက်စရာကြီးတို့မြင်လာတယ်ဗျာညာအဲ့ဒါအန္တရာယ်များတဲ့အရာကြီးပဲလို့မြင်လာတယ်အာရိနဝညာညီငွေစရာကြီးပဲညီငွေလာတယ်နေဗိဒညာဒီလိုစိတ်နဲ့နောက်နဲ့မတူတစ်ခုနဲ့တစ်ခုထူးလာတာကိုပုပ္ပပရိယဝိသေတလို့ခေါ်တယ်ထူးခြားချက်တွေတရားထိုင်တဲ့ပုဂ္ဂိုလ်တွေကလည်းဒီလိုပဲထိုင်ကားနဲ့မတူတဖြည်းဖြည်းထူးလာထူးခြားတဲ့အတွေ့လေးတွေတွေ့လာတယ်လို့မြတ်စွာဘုရားကတကယ်တတိနဲ့ကျင့်ကြံကြုတ်ကိုအားထုတ်မယ်ဆိုရင်လဘေထပုပ္ပပရိယဝိသေတံဒါရလာနိုင်တယ်တဲ့လတ္ထာနပုပ္ပပရိယဝိသေတံနောက်ဆုံးမှာဝိပဿနာဉာဏ်ရင့်တန်လို့ယုတ်တရားနာတရားတွေပေါ်မှာဒီအသိဉာဏ်နဲ့လိလျူရှုပြီးတော့မဂ္ဂင်၈ပါးရဲ့စွမ်းအားတွေဟာတခုတည်းလို့စွမ်းဆောင်နိုင်သွားပြီဆိုရင်ဝိပဿနာဉာဏ်ကနေပြီးတော့မဉဏ်ထီအောင်ဖြစ်ပေါ်လိုက်စေတယ်ပေါ့မဉဏ်ဆိုတာအားထုတ်ရတဲ့အရာမဟုတ်ဘူးအားထုတ်ရတာကဝိပဿနာပုပ္ပဘာကမက်ကိုသာအားထုတ်ရတာအဲ့ဒါကြောင့်မို့ပုပ္ပဘာကမက်ကိုညာယတအဓိကမာယဒီလိုဆိုလိုတာညာယဆိုတဲ့နိဗ္ဗာန်လမ်းကြောင်းကိုရောက်တဲ့အခါမှာနိဗ္ဗာန်တ္တသစ္စိကရိယာမက်ဆေ့ပေါ်လာပြီမက္ခမက်ဆေ့ဆိုတာကမက်ဆိုတာကဒီရှိခုအပေါင်းကိုခေါ်တာunity of 8 factor 8 in 1ပေါ့ခုခေတ်လို့ပြောခြင်းဒီရှစ်ခုကိုတစ်ခုတည်းလှုပ်ထားတာရှစ်ခုကစွမ်းအားတွေညီသွားတဲ့အခါကျတစ်ခုတည်းလို့ဖြစ်သွားတယ်အဲ့ဒါကိုမက်ကသူ့ရဲ့စွမ်းဆောင်မှုက၃ခုရှိတယ်ဒါကတမ္မောဟဝိနောရဏိထက္ကထာမှာမက္ခသစ္စာနဲ့ပတ်သက်ပြီးတော့ဖွင့်ထားတာလေအထက်ကရာဆရာကြီးတွေကအင်တာနက်အစီအစဉ်ကြရတယ်သူတို့ဖွင့်မှာတာမန်ဖွင့်တာမဟုတ်ဘူးပထမဒီမက္ခကိုဘယ်လိုဖွင့်လိုက်တောင်ဆိုနိဗ္ဗာန်နတ္ထိကေဟိမက္ခိယတိမက္ခိယတိတိမက္ခောတဲ့မဂ္ဂင်၈ပါးကျင့်တရားကိုနိဗ္ဗာန်လိုချင်ရင်ရအောင်လို့ရှာခိုင်းဒါကိုရှာတဲ့နိဗ္ဗာန်ချမ်းသာရပါလို့ဤလိုတင်ဆူတောင်းမနေနဲ့
ရှားခြင်းပြီဆိုရင်မဂ္ဂင်7ပါးကိုကိုယ်တဏ္ဍာမှာရအောင်လို့ရှာတဲ့ဒါမက္ခကရှာခြင်းဆိုတဲ့အဓိပ္ပာယ်နဲ့ပြောတာဒါကနိဗ္ဗာန်ရခြင်းသူတွေအတွက်မလုပ်ရမယ်ဆိုတာလမ်းညွှန်မှုပေးတဲ့ဝဆနာထပဲပေါ့မှန်ပါဗျာစကားလုံးကို definition ပေးတဲ့အခါမှာအဆင့်လိုက်ပေးပါပြီးတဲ့အဆင့်မြင့်သွားပြီဆိုရင်ကဲဟုတ်ပြီနိဗ္ဗာန်လိုချင်လို့ရှာလိုက်ပါတယ်မက္ခရလာပြီနိဗ္ဗာန်ကိုတော့ဘယ်သူဟာရှာပေးမှာတော့လို့နိဗ္ဗာန်ရှာပေးလက်လူရှာရအောင်မလားလို့ဆိုမဟုတ်ဘူးနောက်ဒုတိယဝိချိုကြတာနိဗ္ဗာန်မက္ခတိကဝေတတိတိမေခောတဲ့ဒီရှိခုကပဲနိဗ္ဗာန်ကိုရှာပေးပါတဲ့တခြားလူတော့ရှာမှာမဟုတ်ဘူးနော်ဒီရှိခုကသူရှာမှာကိုကဒီရှိခုသာရအောင်ရှာလို့ဒီရှိခုကမကြွားဖြစ်လာရင်သူကရှာသွားမှာဒါဖြင့်ရှာတဲ့အခါကျတော့ဘယ်လိုရှာတာတုံးလို့ဆိုတော့ကိလေသာမာရင်တော်နိဗ္ဗာန်ကိစ္စတိတိမေကောတစ်ဖက်ကကိလေသာတွေကိုဖယ်ရှားပြလိုက်ပြီးနိဗ္ဗာန်ကိုပို့ပေးလိုက်တော့ဒါသူရှာဖို့ရှာမိတယ်ဒါကအစစ်မြင့်တဲ့ဝိချုံနောက်ဆုံးဟာလားနော်မှန်ပါဗျာအဲ့တော့အစဉ်30နဲ့ပြထားတာဒါအမှတ်တမဲ့ရေးတဲ့စကားလုံးမဟုတ်ဘူးသေးသေးချာချာဖွင့်ဆိုထားတဲ့စကားလုံးတစ်ခုပဲဒါကြောင့်မို့လို့ပုဗ္ဗပရိယဆိုရှေ့နဲ့နောက်နဲ့မတူတဲ့ထူးခြားတဲ့တရားတို့တရားမြတ်တွေလတ္ထာပုဗ္ဗပရိယဝိသေသအဲ့ဒါတွေရလာလို့ရှိရင်ဘာဖြစ်လဲတဲ့အဋ္ဌတနံမစ္ဆုရာဇတခေစေပေမင်းမမြင်ရရောက်သွားပြီတဲ့အဲ့ကြရင်နိဗ္ဗာန်နဲ့တွေ့သွားပြီဆိုရင်ပေမင်းမမြင်ရရောက်သွားပြီခန္ဓာ၅ပါးမရှိတော့တဲ့နောက်မှာဆိုရင်ဒီအရတ္တမေရတ္တဖို့ရလိုက်တာနဲ့နောက်ထပ်ခန္ဓာ၅ပါးဆိုမလာတော့မလာရင်ပေမင်းမလာတော့ဘူးပေါ့ခန္ဓာလာနေရင်ပေမင်းလာအောင်မှာပဲလေခန္ဓာဆိုပေမင်းခေါ်တာဒီလိုတက္ကုဏကပတ္တိယယဟန္တာမထေရနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားချင်းစဉ်တစ်ခုဖော်ထုတ်ပြီးတော့ဟောထားတာရှိတယ်ဟုတ်ဒါကနောက်တစ်ခါဒါတော့ဝိပဿနာကျင့်စဉ်နေဒါအကျဉ်းမြင်ဟောတာအသေးစိတ်ကတော့ဆရာတော်ဘုရားကြီးတွေဟောထားတဲ့အတိုင်းကျင့်ဖို့ပဲလိုတာပဲနော်ကျင့်ဖို့ပဲလိုတာမြတ်စွာဘုရားကခြုံငုံပြီးတော့ဟောထားတာနောက်ထပ်ဒေသနာတော့ရှိသေးတယ်ဘာလဲလို့ဆိုရင်သေမင်းမမြင်အောင်မလုပ်ရသေမင်းမမြင်ရကိုသွားတယ်ဘယ်လိုပုဂ္ဂိုလ်မျိုးကိုသေမင်းကမမြင်တာတော့လို့ဒီလိုဆိုတာပေါ့သေမင်းမမြင်နိုင်တဲ့ပုဂ္ဂိုလ်ကဘယ်လိုပုဂ္ဂိုလ်မျိုးလဲဘယ်လိုကျင့်တဲ့ပုဂ္ဂိုလ်မျိုးဟာသေမင်းမမြင်နိုင်ဘူးလေဆိုတာအဲ့ဒီမှာပါရဏဝဲမှာဒီမောဂရာဇကိုဟောထားတဲ့ဒေသနာတစ်ခုရှိတယ်သုံးညတော်လောကံအဝတ်ခတုလောကနဲ့ပြောနေတာတခြားပြောတာမဟုတ်ခန္ဓာကိုပြောတာမှန်ပါဗျာအာယတနာကိုပြောတာဓာတ်ကိုပြောတာဘာနဲ့ပဲပြောခန္ဓာနဲ့ပြောရင်လည်းပြီးတယ်အာယတနာနဲ့ပြောလည်းပြီးတယ်ဓာတ်နဲ့ပြောလည်းပြီးတယ်နော်မှန်ပါဗျာအဲ့တော့လောကဆိုတာခန္ဓာကိုပြောတာအဲ့ဒီခန္ဓာကိုတဲ့တုံညလို့ရှုနိုင်ရမယ်ဒါဖြင့်ခန္ဓာကိုတုံညလို့ရှုတယ်ဆိုတာခန္ဓာမရှိဘူးလို့ရှုခိုင်းတာလားလို့ဆိုမဟုတ်ဘူးခန္ဓာထဲမှာငါရယ်ငါဟာရယ်မရှိတာပြောတာမှန်ပါဗျာခန္ဓာ၅ပါးတော့ရှိတာပေါ့ခန္ဓာ၅ပါးထဲမှာငါမရှိဘူးငါဟာမရှိဘူးလူတွေကလုံးတယ်လေအဟမမငါရယ်ငါဟာရယ်ခန္ဓာ၅ပါးကိုပဲကြည့်ပြီးငါလို့လည်းပြောတယ်ငါဟာလို့လည်းပြောတယ်နော်အဟံလို့ပြောတာဆွဲလန်းတစ်ခုအနေနဲ့ဒီနေရာမှာအဟံလို့ပြောတာဟာဒီအဟံကာရမမံကာရမာနနုတ္တရာလို့ဆွဲနေရမှာအထက်ကရာမှာအဖွင့်နှစ်ခုရှိနေတယ်ဘုန်းကြီးတို့သဘောချအရာပြောရမယ်ဆိုရင်အဟံကာရကိုဒိဋ္ဌိလို့ပဲယူချင်မမံကာရအတ္တနာမာနနုတ္တရာကတတ္တမာနကိုခေါ်ထားသို့တော့တချို့ထက်ကရာမှာအဟံကာရကိုမာနလို့ဖွင့်တယ်မမံကာရကိုတဏှာလို့ဖွင့်တယ်ဒါမမံကာရနဲ့ပြောစရာအကြောင်းမရှိဘူးအဟံကာရမာနဖွင့်တာရှိတယ်ဒိဋ္ဌိရှိဖွင့်တာရှိတယ်နောက်ကမြတ်စွာဘုရားသုံးတဲ့စကားလုံးကအဟံကာရမမံကာရမာနနုတ္တရာလို့ဆိုတဲ့စကားကိုကြည့်မာနကိုတိုက်ရိုက်ဟောထားတာဖြစ်တော့ကြောင့်အဟံကာရကိုဒိဋ္ဌိလို့ဖွင့်တာပို့ပြီးတဘာဝကြတယ်လို့ဒီလိုဆိုမှန်ပါဗျာဘာဖြစ်လို့လဲဆိုအဟံဆိုတာဘာကိုပြောတာတုံးဆိုအတ္တကိုပြောတာဒီနေရာမှာမမဆိုတာဘာကိုပြောတာတုံးဆိုအတ္တနိယကိုပြောတာ
Atta ne Attaniya Dinaku Yingwera. No? Era go by Yasavia, the Karaka Hora. Ah, Mamma, Dinaku Tone, Yeda. Nasuramshu, Nahamshu, Nahamshi, Nahashi Nelly. Nashima, she do Yarama, no? Era Kanagawa, 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 Namaho, Namo, Kanagawa, the Ku Nahanam Hopu. Eralu Nanga so that a chain has sick only do. Kanagabago, Tonyalo Shua, look to your. Tonyada Loga Dogma, Shanna now, yes of your Horashi. Tonyo loco, big on a butter. Saku, Tonya, Ati Nawa, Atani now. Deliver hot, no? Era Saku Tonya, Ati Nawa, Atani Nawa, so. Yellow, Mishi Bioramo. Mielloha, Kin say nide, Pane Kin say Taroso, Atta, Mak Kin say de, Atta ye, Pine Sang Huga Kin say de. A Yidama Lumishi, a Noshida about Lumishi Biorali. Tonya, he has Lumishida. A Meshida Biora. Dodo, whatever than now by ma, Diane let it and in a lila it, Nagachu na so that. Oh. Pongiva Pongabure, Elia Nangam. Nalanda Takadoma. And Shirwan Nalanda Takadoma, no? To us auto yede, Payeros, Matia Mika philosophy says auto. Matia Mika Karika. Matia Mika san Messimika. Messimika san Messimapati Practor. Central philosophy. Ale Lagani Jonas. To got a baron, so Taban Tonya. Ora empty, Pamamashi would do. To pure have Pamamashi would, so you let me see, we're not let me see, think how I let me see, would take a yacht. Pamamashi would do what I let me see, would be on my I don't do what of she's in it. You are alone, negative, and let it look. To start playing a rega, 8 negative in a point, and every time I never, Madame Cat. She mamma told her. If she made out for you, a jangle, then I come. Oh, Town Cha sign, perhaps she told me, perhaps she told me, perhaps yours and I don't sort of coquette. Nalevo. To actually be done more. A conyan nally. Do need a biomass solution. Solo raga to that. But it's a low bag to the other about it. Tane a part of our bed. Tane a pasura, Palelo Surekama. Tane a pasura, Nayoshima, Palu Koloyare, Palu Korea. The alternate pasura machine, the alternate pasura machine, Hudi. A few years you never know that. Tamasi when I never look to fake com. Solura, other Lusra. The Kuna de Gua, me tea be on needle. The Kumishi, not the Kumishi, Era Tonyano to appear. A Jamashi and Jobishina, Willie. A Juma machine let Jones of Messivian. Do what? The Kumishi, the Kumishi, Nakuja, Lushima, see the look your video, do what? The Ku, Pelai, not a Kumishiro, who should I go, Union video to Pure Sura. And do there later to do something, see it. Tamiana neighbor to do well, Pura, do it. I don't call me Taro. Tima Tonya Doloka, a wood cut to. Kanangaware Mangasura Messi, Nahasura, Messi Vulu, in I am, another Shukina, no? Erelu Nada, the DGs are tabido, Erelu shoot it come. Pago Peshana knows him, Atta Nute cheese from Peshana. Atta Sure, Mew Peshana. Nasure, a drew Peshana. Nasure, a drew Peshana, and Nahasuram Shirop. Tajamo, dating the Naga to a dreadful beyond there. Oviro Gaumana, the Nabu Gauma. No? I know, Upadantia, Naparema. The Nabisia, Upadan, the Nayene, the Narema let do bare, Upadanema let do a par. The Nago, the Nalo lecore, Upadan lecore. Chick has that the Nago, the Luquaja, no? I say, oh, take video, say me I did the Nago, the Nalo call video. Say Yalu, so tired the Najaro, Upadan Lucobia. Dati Jaro, Dati ne Upadan, no, the Lumaquero,
ဒိဋ္ဌိကတော့ဖြစ်ချင်းဥပါဒာမဲ့သူဟာဥပါဒနာလို့ပြောတာဒိဋ္ဌိကြတော့ဟုတ်လားအားပြောတဲ့ဒိဋ္ဌိကိုဒိဋ္ဌိလို့ခေါ်ပြီးတော့အားကောင်းတဲ့ဒိဋ္ဌိကျမှဒိဋ္ဌိလို့ဥပါဒံလို့ခေါ်တာမဟုတ်ဘူးဒါကြောင့်မို့လို့ဒီဆွဲလန်းမှုဆိုတဲ့နေရာမှာအမြင်မှားနဲ့ဆွဲလန်းတာရှိတယ်အတွေ့အတာနဲ့ဆွဲလန်းတာရှိတယ်ပေါ့အဲ့ဒီအတွေ့အတာနဲ့ဆွဲလန်းမှုကအမှန်တမ်းကြီးမားတယ်လို့ဒီလိုပြောအဲ့ဒါကြောင့်မို့လို့ဒိဋ္ဌိကိုရှင်းလိုက်ပြီဆိုရင်သူကအများကြီးတက်တာသွားတယ်အတ္တနုဒိဋ္ဌိကိုရှင်းလိုက်တယ်အဲ့ဒါလို့ရှင်းလိုက်တာနဲ့တပြိုင်နက်မစ္စုတရောတဲ့သိခြင်းတရားကိုဖြတ်ကျော်နိုင်သွားပြီတဲ့ငါဟာလို့ဆိုတာမရှိတော့ဘူးငါဆိုတာမရှိတော့ဘူးလို့ပိုင်ပိုင်နိုင်နိုင်သိလိုက်တာနဲ့တပြိုင်နက်သိခြင်းတရားကိုဖြတ်ကျော်သွားနိုင်တယ်အဲ့ဒါလို့လောကကြီးကိုတုံညလို့အနတ္တရှုမြင်သုံးသပ်မှုဒါအနတ္တတခုတည်းဥတီဟောလို့ဒီမောဂရာဇဆိုတဲ့ဒီဘာဝရိပုံနာကြီးရဲ့တပြည့်ပေါ့နော်ဘာဝရိပုံနာကြီးရဲ့တပြည့်ကိုဥတီပြီးတော့မြတ်စွာဘုရားဟောလို့ဒီဟာကိုဟောတာတပြည့်ဟာတွေအနိစ္စမရှိရဘူးဟောတာမဟုတ်ဘူးဒုက္ခမရှိရဘူးဟောတာမဟုတ်ဘူးအဲ့တော့အနိစ္စရှုဒုက္ခရှုအနတ္တရှုလိုက်တဲ့အခါဧဝံလောကံအဝိခန္တံမစ္စုရာဇာနပတ္တိတဲ့ခန္ဓာဆိုတဲ့လောကကြီးကိုတုံညလို့ရှုနိုင်ပြီဆိုရင်အဲ့ဒီပုဂ္ဂိုလ်ကိုသိမင်းမမြင်တော့ဘူးတဲ့ဒီလိုဆိုလိုတာနော်မှန်ပါဗျာဆိုလိုတာကသူကဒီလိုရှုနိုင်လို့ကိလေသာတွေကုန်သွားပြီဒီထအောင်ယူရမှာကိလေသာတွေကုန်သွားလို့ကံတရားတွေကိုလည်းထိန်းချုပ်ပြလိုက်နိုင်ပြီကိလေသာမရှိရင်ကံကလည်းကျုံးပေးနိုင်ဘူးလေကမ္မនិရောဓိကိလေသာនិရောဓောတဲ့ကံချုပ်သွားရင်ကိလေသာនិရောဓိကမ္မនិရောဓောကိလေသာချုပ်ရင်ကံလည်းချုပ်သွားဒါကြောင့်မို့လို့အပိုင်း၃ပိုင်းကိုကြည့်ပေါ့ဘုသုံးပါးလို့ခေါ်တယ်ထင်တယ်ကိလေသာကမ္မဝဝိပါကဝကိလေသာဝကိုပယ်ခိုင်းတာကိလေသာဝပယ်လိုက်တာနဲ့တပြိုင်နက်ကမ္မဝကလည်းလူလျောက်ပြုတ်ထွက်သွားကမ္မနဲ့ကိလေသာနှစ်ခုပေါင်းစပ်မှဝိပါကဆိုထုတ်လုပ်နိုင်တယ်ကံတစ်ခုတည်းကမထုတ်လုပ်ဘူးမှန်ပါဗျာကံနဲ့ကိလေသာပေါင်းထုတ်တဲ့စာဒါပရိစ္ဆေသမုပ္ပါဒ်ကိုသိချကြည့်အဝိဇ္ဇာပစ္စယသင်္ခါရပစ္စယဝိညာဏံကြည့်ဝိညာဏကျမဘဝစာအဲ့တော့အဝိဇ္ဇာကကိလေသာသင်္ခါရကကမ္မဟောကံနဲ့ကိလေသာနှစ်ခုပေါင်းပြီးတော့ဝိပါကဝကိုဖြစ်စေတာမှန်ပါပါဝိညာဏဟောနောက်ပိုင်းကြည့်ဦးမလားနောက်ပိုင်းကြည့်လို့ရှိရင်ဥပါဒနာပစ္စယဘဝပစ္စယဇာတိဥပါဒံဆိုတာကိလေသာနော်ကိလေသာဘဝဆိုတာကမ္မဘဝပြီးတော့မှဘဝပစ္စယဇာတိဆိုတဲ့ဟောအကျိုးတရားကိုထုတ်ပြန်အဲ့တော့ဘယ်ခါပဲဖြစ်ဖြစ်ကံနဲ့ကိလေသာပေါင်းပြီးတော့မှအလုံးလုံးကြတယ်ဒါမှမတန်ရှင်းတယ်လေမျိုးစိတ်လေးကတစ်ပင်တစ်ပင်ပေါက်ချင်တယ်ဆိုလို့ရှိရင်မြေနဲ့ရေနဲ့ပေါင်းမှသူကပေါက်လို့ရတာမှန်ပါဗျာသူ့ကြီးမှာပေါက်မှမပေါက်တာမယုံရင်6တွေ့နေတဲ့ပလင်းနဲ့ထဲပိတ်ထားလိုက်အဲ့မျိုးစိတ်လေးကအပင်ပေါက်ပါမပေါက်နိုင်ပါဘူးအဲ့တော့ရေဓာတ်ကလေးတော့မပါသေးနဲ့ပေါ့ရေဓာတ်လေးပါရင်တော့အညောင်းထွက်လာမှာပေါ့6တွေ့နေအောင်မှထားလိုက်ပေါက်နိုင်နော်ပေါက်နိုင်ပါဗျာအဲ့တော့မြေနဲ့ရေနဲ့အကူညီရမှပေါက်တယ်လို့ပဲကိလေသာနဲ့ကံနှစ်ခုပေါင်းမှမျိုးစိတ်လေးကအပင်ပေါက်လို့ရတယ်အဲ့ဒီသဘောအခုလည်းကိလေသာတွေကိုဖယ်လိုက်တာနဲ့ကံဟာအိုက်ဆိုလိုက်တဲ့လှုပ်ပြီးသားဖြစ်သွားတယ်ကန့်တတ်ပြီးသားဖြစ်သွားတယ်ပြစ်သွားသည့်အတွက်ကြောင့်ကံရဲ့အစွမ်းစားတွေကပြတ်သွားတယ်ပြတ်သွားသည့်အတွက်ကြောင့်ဘဝတစ်ခုကိုသူမလုံနိုင်တော့မလုံနိုင်တဲ့အခါဝိပါကဝကြီးကရိမိန်ဖြစ်နေသေးတဲ့အချိန်မှာဆိုရင်အဥပါရိတေတာနိဗ္ဗာန်လို့ခေါ်တာအဲ့ဒါမှပြုတ်ထွက်သွားပြီဆိုရင်နောက်ထပ်အဆက်မရှိတော့ကမ္မဝကိလေသာဝဖြုတ်လိုက်တယ်ကမ္မဝကလည်းပြတ်ထွက်သွားတယ်ဝိပါကဝကလည်းနောက်ထပ်မဆက်တော့ဘူးအချိန်ကုန်လို့ရှိရင်ပြုတ်သွားပြီဆိုတော့ကွက်လက်ကြီး၃ခုဖြစ်သွားတာအဲ့ဒါဟာသိမင်းမမြင်တဲ့နေရာပဲမှန်ပါဗျာကိလေသာဝတ္တိကုန်သွားပြီကမ္မဝတ္တိအလုံးမလုံးတော့ဘူးဝိပါကဝကလည်းအချိန်တန်တော့သူ့ဘာသူကုန်သွားပြီဆိုလို့ရှိရင်ဒါအဋ္ဌတနံမစ္ဆုဇာတကိစ္စပဲသိမင်းမမြင်ရဘူးသွားရမယ်ဆိုတာအဲ့ဒီကိုရောက်အောင်သွားမှာနော်မှန်ပါဗျာအဲ့ဒီရောက်အောင်သွားဖို့ကြတော့ဘာနဲ့သွားမှာတော့ဆိုအခုကြည့်တုံညာတော်လောကံအဝိခတ်တုခန္ဓာကိုတုံညာလို့ရှုခိုင်းတာဆိုလိုတာကတော့ခန္ဓာကိုဝိပဿနာရှုပါလို့ပြောတာမှန်ပါဗျာ
ဝိပဿနာဉာဏ်အဆင့်ဆင့်နဲ့ရှုမှတ်ပြီးတော့သွားလိုက်ပြီဆိုတဲ့အခါမှာဒီအတ္တဒိဋ္ဌိကနေစပြီးတော့အကုန်ကိလေသာတွေတစားစီဖြုတ်သွားလိုက်တာနောက်ဆုံးမှာသောတာပန်ဖြစ်လောက်တဲ့ဝိပဿနာဉာဏ်အဆင့်ရောက်လာရင်သောတာပန်ဖြစ်သွားတယ်။တဂရဂံဖြစ်ဖို့အတွက်ဝိပဿနာထပ်ဆင့်ကျင့်ဝိပဿနာတဂရဂံဖြစ်လောက်တဲ့ဝိပဿနာဉာဏ်ကတဂရဂံအဖြစ်ကိုရောက်သွားစေတယ်။တခါတဂရဂံဖြစ်ပြီးတော့လည်းဘာလို့ဒီဝိပဿနာအကျင့်ကိုပြန်ကျင့်တယ်။စွမ်းအားတွေညှက်လာတယ်။ level ရှိတယ်ဒီဂရီရှိတယ်ဝိပဿနာသောတာပန်ရဲ့ဝိပဿနာတဂရဂံရဲ့ဝိပဿနာအနာဂံရဲ့ဝိပဿနာမတူဘူးအနာဂံရဲ့ဝိပဿနာကြတဲ့အခါကျတော့အနာဂံပုဂ္ဂိုလ်တွေဟာဒီဓမ္မရာဂဓမ္မနန္ဒီလို့ခေါ်တဲ့ဒီဝိပဿနာအပေါ်မှာတွေ့တာမှုလေးရှိနေသေးတယ်သူရထားတဲ့တရားတို့တရားမြတ်လေးပေါ်မှာအတွေ့အတာလေးရှိနေသေးရင်ဓမ္မရာဂဓမ္မနန္ဒီပဲသူဟာယဟန္တာဖြစ်ဖို့ဝိပဿနာအဆင့်ကိုမရောက်နိုင်တဲ့အတွက်ကြောင့်ယဟန္တာမဖြစ်နိုင်သေးဘူးအဲ့ဒီအတွေ့အတာကိုပါဖြတ်ပြီးတော့အနာဂံပုဂ္ဂိုလ်ကဝိပဿနာအဆင့်မြင့်လိုက်ပြီဆိုလို့ရှိရင်ရတ္တမေရတ္တပုဆိုပေါ်သွားပြီအဲ့ဒီရတ္တမေရပြီဆိုတဲ့အခါမှာရတ္တမေနဲ့ကိလေသာတွေအကုန်ဖယ်ရှားပြလိုက်တော့ကိလေသာဝုကကျွတ်ထွက်သွားပြီကိလေသာဝုကကျွတ်ထွက်သွားသည့်အတွက်ကြောင့်ကာမဝတ္တေကအလုံးလုံးလို့မရတော့ဘူးမရတဲ့အခါဝိပါကဝရိမိတ်ရှိနေသေးသမျှကာလပတ်လုံးတဥပ္ပါတိတေတာနိဗ္ဗာန်ဒီဝိပါကဝပကုံသွားပြီဆိုရင်အနုပါတိတေတာနိဗ္ဗာန်လို့ဆိုရရောက်တဲ့အချိန်မှာသိမင်းမမြင်တဲ့နေရာရောက်သွားပြီလို့ဒီလိုပြောရမှာပေါ့မှန်ပါဗျာဒါကြောင့်မို့အဲ့ဒါလို့ကျင့်တဲ့ပုဂ္ဂိုလ်ဝိပဿနာကျင့်စဉ်ကျင့်ပြီးတော့ရှုမြင်နိုင်တဲ့ပုဂ္ဂိုလ်မျိုးမစ္ဆုရာဇာနပ္ပတ္တိသိမင်းကရှံပတွေးတဲ့ပုဂ္ဂိုလ်မျိုးဖြစ်တယ်တဲ့ဒီလိုဟောတာနော်မှန်ပါဗျာဓမ္မပဒမှာဟောထားတဲ့ဒေသနာတော်တွေလည်းဒါပဲဖေနုပမံကာယမိမံဝိရိတဝမရိစီဓမ္မအဘိတံဗုဒ္ဓနောဒါကခန္ဓာတွေနဲ့ပတ်သက်ပြီးတဦးနဲ့တဦးရှုမြင်သုံးသပ်ပုံလေးတွေမတူတာကိုပြောတာဘယ်လိုဝိပဿနာဉာဏ်အမြင်နဲ့ပဲမြင်နောက်ဆုံးကတော့ကိလေသာဖယ်တာပါပဲတခါယထာပုဂ္ဂုလကံပတ္တိယထာပတ္တိမရိစီကံဧဝံလောကံအဝိခန္တံမစ္ဆုရာဇာနပတ္တိတို့ပုဂ္ဂိုလ်အလိုက်မြတ်စွာဘုရားကသိမင်းမမြင်နိုင်တဲ့ပုဂ္ဂိုလ်တွေအကြောင်းကိုရှင်းပြတာအကျဉ်းချုပ်ပြောရမယ်ဆိုရင်သိမင်းမမြင်တဲ့ပုဂ္ဂိုလ်ဟာဝိပဿနာကျင့်စဉ်ကိုကျင့်လို့နောက်ဆုံးမှာမဖို့အစဉ်စဉ်ရလို့နောက်ဆုံးကိလေသာတွေကိုဖယ်ရှားနိုင်တဲ့ရတ္တမေဆိုတဲ့မတရားကိုရပြီးတဲ့အခါမှာကိလေသာတွေအလုံးကုန်သွားသည့်အတွက်ကြောင့်ကံတရားတွေရဲ့စွမ်းစားတွေကိုထိန်းချုပ်ပြီးသားဖြစ်သွားတယ်ထိန်းချုပ်ပြီးသားဖြစ်သွားတဲ့ကြောင့်ကံကထုတ်လုပ်ထားတဲ့ကံနဲ့ကိလေသာပေါင်းပြီးတော့ထုတ်ထားတဲ့ဝိပါကဝကလည်းအချိန်တန်တော့သူကသူဆုံးသွားမှာပဲဘယ်လိုဆုံးသွားတာတော့ဆိုစီမိကွက်ကလေးထွန်းထားတယ်မိစားလေးကလည်းကုန်သွားတယ်စီကလည်းခန့်တယ်နောက်ထပ်ထပ်ဖြည့်မဲ့လူမရှိတော့စီလောင်းပေးမဲ့လူမရှိတော့ဘူးဆိုလို့ရှိရင်ဒီမိတော့လေးပါဖြစ်မယ်ငြိမ့်ဖို့ပဲရှိတော့တာပေါ့ငြိမ့်သွားပြီဆိုရင်သိမင်းမမြင်တော့ဘူးလို့ဒီလိုပြောတာနော်အဲ့ဒီလိုအကျင့်တရားကိုကျင့်ကြံကြိုးကိုအားထုတ်မှသိမင်းမမြင်ရရောက်မယ်လို့ကိုစီသဘောကြပြီဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့ဒေသနာတော်အတိုင်းတို့တွေဟာသိမင်းမမြင်ရအရတ်သူသွားရောက်ကြမှာဖြစ်တယ်အကယ်၍မသွားရောက်နိုင်သေးလို့ရှိရင်တော့အဖန်တလဲတဲ့သိခြင်းဆိုတာတွေနဲ့ရင်ဆိုင်တွေ့ကြရမှာဖြစ်တယ်ဒါကြောင့်မို့သိမင်းမမြင်ရအရတ်ကိုသွားဖို့ရအတွက်သီလသမာဓိသီလဝိတ္တုစိတ်ဝိတ္တုတွေကိုအခြေခံပြီးတော့နောက်ဆုံးမှာဝိပဿနာကျင့်စဉ်ကျင့်လို့ဝိတ္တုအစဉ်စဉ်တက်သွားပြီးတော့နောက်ဆုံးမှာရတ္တမေရတ္တဖို့ဆိုတဲ့အစွမ်းထက်တဲ့ဒီတရားမြတ်တွေရမှသာဖြင့်သိမင်းမမြင်တဲ့အရက်ကိုရောက်နိုင်မှာဖြစ်တယ်လို့ကိုယ်စီသဘောကျပြီးချင့်ကြံကြိုးကုပ်အားထုတ်တော်မူနိုင်ကြပါစေကုန်သတည်း